고유고지 yes. So as we know အခုဒီ participant တွေ join နေတော့ဆိုတော့ခဏလောက်တော့စောင့်လိုက်မယ်ပေါ့နော် waiting time လေး9မိနစ်လောက်ခဏထားလိုက်ပြီးတော့အခုကဒီဂျပန်မှာ9နာရီပဲဆိုတော့မြန်မာနိုင်ငံမှာ9နာရီလောက်ဖြစ်နေမယ်ထင်တယ်အဲ့တော့9နာရီ9မိနစ်လောက်ဆိုလို့ရှိရင်တော့ညီမတို့ရဲ့ဒီ webinar လေးကိုစလိုက်မယ်ပေါ့နော်အခုတော့9မိနစ်လောက်တစ်ချက်စောင့်ကြပါဦးခင်ဗျအခုမှလည်းတခြားသူတွေ join နေလို့ဆိုတော့ဒီဟုတ်အခုဒီနေ့ပေါ့နော် webinar ကအဲ့လိုဒီ Facebook page ကနေပြီးတော့တည်ပြီးတော့လာတဲ့လူလည်းရှိမယ်ပေါ့နော်အဲ့ဒီ content မှာပြောထားတဲ့အတိုင်းပဲဒီနေ့ webinar လေးက APU နဲ့ပတ်သက်တာ sharing လုပ်ပြီးမှဆိုတော့ဒီနေ့ content တော်တော်များများလေး cover သွားမယ်လို့တော့ထင်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီမှာကိုနားမလည်လိုက်တာရှိတယ်ဒါမှမဟုတ်ထပ်ပြီးတော့သိချင်တာရှိရဆိုလို့ရှိရင်လည်းဒီအဆုံးမှာပေါ့နော်ဒီ webinar လေးရဲ့အဆုံးမှာဒီအမေးဖြေ session လေးရှိမယ်ပေါ့နော် Q&A session လေးရှိမှာဖြစ်တဲ့အတွက်ကြောင့်ဒီ chat ထဲမှာကိုမေးချင်တဲ့မေးခွန်းလေးတွေကိုချက်လောက်တော့မေးထားလို့ရပါတယ်လို့တခုမြစ်တာရခံနေတာကြောင့်ညီမတို့မှာ time limit လေးလည်းရှိရဖြစ်တဲ့အတွက်ကြောင့်အကုန်လုံးမေးတဲ့မေးခွန်းတွေကိုအကုန်လုံးညီမတို့ဖြေပေးနိုင်တာမျိုးဖြစ်ချင်မှလည်းဖြစ်လိမ့်မယ်ပေါ့နော်အဲ့အတွက်လည်းစိတ်မရှိပါနဲ့လို့တချို့မေးခွန်းလေးတွေကိုတော့ညီမတို့တစ်ချက် filter လုပ်ပြီးတော့ဖြေပေးပါမယ်ဟုတ်ဆိုတော့9နာရီ35ပေါ့နော်မြန်မာနိုင်ငံမှာ9နာရီ5မိနစ်လောက်ရှိတော့ခဏလောက်စောင့်လိုက်ပါကိုရဲကမေးချင်တဲ့မေးခွန်းလေးတစ်ချက်စဉ်းစားထားလို့ရပါတယ်ပြင်လေ content လေးရတော့မ share သေးဘူးဆိုပေမဲ့ပေါ့နော် content share ထားတဲ့မှာကိုမေးချင်တဲ့မေးခွန်းတွေပါသွားလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ကိုညီမတို့ဒီနေ့ပြောလိုက်တဲ့နေရာမှာမပါတဲ့တချို့ဟာမျိုးလေးထပ်ပြီးတော့မေးချင်တာမျိုးရှိရပဲဖြစ်ဖြစ်ဒါမှမဟုတ်ဒီနေ့ညီမတို့ share လိုက်တဲ့နေရာမှာနားမလည်ရမျိုးရှိလိုက်တယ်ဖြစ်ဖြစ်ချက်တွေမှာချက်ပြီးထားလို့ရပါတယ်
ဟုတ်အဲ့ဆိုတော့အခုဒီ9နိုင်တော့နှစ်လောက်လည်းဖြစ်သွားရေပေါ့နော်အဲ့တော့9နှစ်လောက်လည်းစောင့်ပြီးသွားပြီဆိုတော့ညီမတို့ဒီနေ့ webinar လေးကိုတစ်ချက်လောက်တော့စလိုက်ကြမှာပေါ့နော်အရင်ဆုံးwebinar လေးကိုမစခင်မှာဒီနေ့ webinar လေးကိုအချိန်ပေးပြီးတော့တက်ရောက်လာကြတဲ့တယောက်ချင်းစီကိုပေါ့နော်အရင်ဆုံးအကုန်လုံးကျေးဇူးတင်ကြောင်းအရင်ဆုံးပြောချင်ပါတယ်လို့ဒီနေ့ webinar လေးကတော့ဒီ APU နဲ့ပတ်သက်တဲ့အကြောင်းအရာတွေပေါ့နော် general information တွေကိုအဓိက sharing လုပ်ပေးသွားမှာဖြစ်ပြီးတော့အဲ့ဒီအပြင်မှာအကုန်လုံးစိတ်ဝင်စားကြလောက်မဲ့ဒီ scholarship နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလည်း sharing လုပ်ပေးသွားမယ်ပေါ့နော်အဲ့တော့ဒီနေ့ webinar လေးကိုတက်ရောက်လာတဲ့လူတွေထဲမှာ APU အကြောင်းကိုသိထားပြီးသားလူတွေလည်းရှိမယ်ဒါမှမဟုတ် APU အကြောင်းလုံးဝမသိဘဲနဲ့အခုမှစပြီးတော့လေ့လာနေတဲ့လူတွေလည်းရှိမယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်ဒီနေ့ webinar လေးကိုတက်ပြီးတဲ့နောက်မှာ APU အကြောင်းနည်းနည်းလေးပဲဖြစ်ဖြစ်သိသွားမယ်ဆိုရင်ပဲလုံလောက်ပါပြီလို့အဲ့တော့ဒီနေ့webinar လေးကိုမစခင်မှာအကုန်လုံးမိတ်ဆက်တာလေးနဲ့အရင်ဆုံးစလိုက်ချင်တယ်ပေါ့နော်ဒီနေ့ညီမကဒီ facility တာအနေနဲ့လုပ်ပိုင်ပြီးတော့ကျန်တဲ့3ယောက်က panelist အနေနဲ့ပါဝင်ပေးထားရပေါ့နော်အဲ့တော့အရင်ဆုံး Match Cherry ကနေတစ်ချက်လောက်မိတ်ဆက်ပေးပါအောင်ရှင်ဟုတ်အားလုံးပဲမင်္ဂလာပါဘာနာမည်ကတော့လက်ရမင်းမောင်ပေါ့နော်ဆိုတော့ Jerry လို့လည်းခေါ်လို့ရပါတယ်ဆိုတော့အမကဒီလက်ရှိ APM မှာ post semester တက်ရောက်နေရပါတော့ဆိုတော့အမ2024 April intake ကနေစပြီး join ဖြစ်တာပေါ့နော်ဟုတ်အားလုံးနဲ့တွေ့ရဝန်တာပါတယ်ဟုတ်ကျေးဇူးပါအားလုံး Cherry ဆက်ပြီးတော့စုမြတ်ကတစ်ချက်မိတ်ဆက်ပေးပါအောင်ရှင်အားလုံးပဲမင်္ဂလာပါစုမြတ်လို့ခေါ်ပါတယ်စုလို့လည်းခေါ်လို့ရပါတယ်လောလောဆယ်ကတော့ final year ပေါ့နော် 7 semester တက်ရောက်နေပါတယ် major ကတော့ APM marketing ကို specialize လုပ်ထားရဲပေါ့နော်APU တော့2022စက်တင်ဘာပေါ့နော်လွန်ခဲ့တဲ့3နှစ်လောက်ကရောက်ခဲ့တာပေါ့အားလုံးတွေ့ရဝန်တာပါဟုတ်ဆက်ပြီးတော့မျိုးစင်တစ်ချက်လောက်ပြီးဆက်ပြီးပါဟုတ်အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ဒီဟာမျိုးစင်ပါAPM fourth year 7 semester တက်ရောက်နေပါတယ်ဒီ APU ရောက်ခဲ့တာတော့2022 September 4 intake မှာလာခဲ့တာဖြစ်ပါတယ်အားလုံးတွေ့ရတော့ဝမ်းသာပါတယ်ဟုတ်တရားဝမ်းသာပါတယ်လို့အဲ့တော့ဆက်ပြီးတော့ညီမကိုညီမမိတ်ဆက်လိုက်ပြီပေါ့နော်ညီမနာမည်ကတော့ Hansuin လို့ခေါ်ပါတယ်လို့ညီမကဒီမှာတော့ AP မှာတော့ Hansi ဆိုပြီးတော့ပဲတည်ကြရပေါ့နော်ညီမကအခုလက်ရှိ ST College မှာ6 semester တက်ရောက်နေပြီးတော့ဒီ ST ရဲ့ regional development နဲ့ tourism study ကိုအဓိက concentration အနေနဲ့ယူထားပြီးတော့ data science ကိုတော့ minor concentration အနေနဲ့ယူထားရပေါ့နော်ပြီးတော့ညီမကဒီ AP ကိုစရောက်လာတဲ့အချိန်ကကျတော့2023 April intake ပေါ့နော် April intake မှာစပြီးတော့ရောက်ပြီးတော့ course 6 semester တက်ရောက်နေပါတယ်လို့အကုန်လုံးတွေတရားမှတ်တာပါတယ်ဟုတ်အဲ့ဆိုလို့ရှိရင်တော့ဒီနေ့အကုန်လုံးလည်းမိတ်ဆက်ပြီးသွားပြီဆိုတော့ APU အကြောင်းလေးကိုအနေငယ်မိတ်ဆက်ပေးနေပဲဒီနေ့ webinar လေးကိုစလိုက်ချင်တယ်ပေါ့နော်အကုန်လုံးဒီ APU အကြောင်းတချို့သိပြီးသားတွေလည်းရှိမယ်မသိသေးတဲ့သူတွေအတွက်ဒီနေ့အနေငယ်ရှင်းပြပေးခြင်းတယ်ပေါ့နော် APU ကဒီ Asia Asian Pacific University လို့ခေါ်ပြီးတော့ဒီကျောင်းကကြတော့ဂျပန်နိုင်ငံရဲ့ကျူရှုကျွန်းပေါ်ကအိုအီတာခရိုင်ဘက်ပူမြို့နယ်မှာတည်ရှိနေတဲ့ private university တစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့ဒီကျောင်းမှာဆိုလို့ရှိရင်ကြတော့နိုင်ငံပေါင်း130နိုင်ငံလောက်ကကျောင်းသားတွေအကုန်လုံးတက်ရောက်နေကြပြီးတော့တခြားဂျပန်နိုင်ငံမှာရှိတဲ့တခြား APU တခြားတက္ကသိုလ်တွေနဲ့ရှင်မယ်ဆိုလို့ရှိရင် APU ကတော်တော်လေးကို diverse ဖြစ်တယ်လို့ပြောလို့ရတယ်ပေါ့နော်။ဒါဆိုနိုင်ငံပေါင်းစုံ culture ပေါင်းစုံအဲ့လိုလူမျိုးပေါင်းစုံတွေ့ရတာဖြစ်တဲ့အတွက်တော်တော်လေးကို diverse ဖြစ်တဲ့အကြောင်းတစ်ကြောင်းလို့ပြောလို့ရပါတယ်လို့အဲ့ဒီအပြင်မှာဒီ APU မှာကဒီဘွဲ့ကျူပေါ့နော် undergraduate အတွက်ဆိုလို့ရှိရင်အဓိက college က3ခုရှိတယ်ပထမဆုံးကကျတော့ College of International Management လို့ခေါ်တဲ့ APM ဆိုတဲ့ college ပေါ့နော်အဲ့ college မှာဆိုလို့ရှိရင်တော့အဓိက major က4ခုရှိပြီးတော့major ကကျတော့ပထမဆုံးကကျတော့ Strategic Management and Leadership ဆိုတဲ့ major ရှိတယ်ပြီးတော့နောက်တစ်ခုက Marketing နောက်တစ်ခုက Accounting and Finance နဲ့နောက်ဆုံးတစ်ခုကကျတော့ E1 လို့သိကြတဲ့ Entrepreneurship and Operation Management လို့ခေါ်တဲ့ major ပေါ့နော်အဲ့ major 4ခုကတော့ APM မှာအဓိကရှိပြီးတော့APM တက်ရောက်လို့ရတဲ့သူတွေအနေနဲ့တော့ဒီ major 4ခုအဓိကသင်ကြားရမယ်ပေါ့နော်ပြီးတော့ဆက်လက်ပြီးတော့ကျတော့ College of Asian Pacific Study လို့ခေါ်တဲ့ APS ဆိုတဲ့college ရှိရပေါ့နော်အဲ့ college မှာကျတော့အဓိက major 3ခုရှိပြီးတော့အဲ့ major 3ခုထဲမှာပထမဆုံးတစ်ခုကတော့ global economy ပေါ့နော် global economy ရှိမယ်ပြီးတော့နောက်တစ်ခုက international relation လို့ခေါ်တဲ့ major ရှိမယ်နောက်ဆုံးတစ်ခုကကျတော့တော်တော်များများလည်းစိတ်ဝင်စားကြတဲ့ culture society and media CSM လို့ခေါ်တဲ့ major 3ခုကတော့ APS မှာအဓိကရှိတယ်ပေါ့နော်ဒါကတော့ဒီ APM နဲ့ APS လို့ခေါ်တဲ့ college က major တွေဖြစ်ပြီးတော့နောက်ဆုံးမှာထွက်ထားတဲ့ ST college ပေါ့နော်2023 April ကမှညီမတို့စရောက်ချင်းတော့စပြီးတော့ဖွင့်လှစ်ထားတဲ့ ST college ကဆိုလို့ရှိရင်ကြတော့တခြား college တွေနဲ့မတူဘဲနဲ့သူကအဲ့လို major တီးတိုင်မဟုတ်ဘဲနဲ့ concentration ဆိုပြီးတော့9ခုရှိရပေါ့နော်ဘာလို့လဲဆိုတော့ ST ကကြတော့သူ့ရဲ့အဓိက concept ပေါ့နော်သူတို့အဓိက focus ထားတဲ့ area တွေကကြတော့ sustainability and tourism ဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီနှစ်ခုနဲ့သက်ဆိုင်တဲ့ concentration 9ခုကတော့အဓိကရှိတယ်ပေါ့နော်အဲ့တော့ပထမဆုံး concentration 3ခုကဆိုလို့ရှိရင်တော့ဒီသူ့ရဲ့ sustainability နဲ့သက်ဆိုင်တဲ့ concentration 9ခုရှိတယ်ပေါ့နော်အဲ့ဒီဟာကကြတော့ဒီ environmental study ရှိမယ် resource management ရဲ့နောက်တစ်ခုကကြတော့ international development ဆိုတဲ့ဒါက sustainability နဲ့သက်ဆိုင်တဲ့ concentration 3ခုပေါ့နော်ပြီးတော့နောက်3ခုကကြတော့ tourism နဲ့သက်ဆိုင်တဲ့ concentration 3ခု
ရှိပြီးတော့အဲ့ဒီမှာကကျတော့ tourism studies ရဲ့ပြီးတော့ hospitality operation ရဲ့နောက်တစ်ခုက hospitality industry operations ဆိုပြီးတော့အဲ့ဒါကကျတော့ tourism နဲ့ဆိုင်တဲ့အဓိက concentration 3ခုပေါ့နော်အဲ့ဒီမှာ2ခုလုံးမှာပုံပါနေတဲ့ concentration နောက်3ခုထပ်ရှိရပေါ့နော်အဲ့3ခုကကျတော့ regional development ရဲ့ပြီးတော့နောက်တစ်ခုကကျတော့ဒီ data science and information system ရဲ့ပြီးတော့နောက်တစ်ခုကကျတော့ဒီ environmental နဲ့သက်ဆိုင်တဲ့ concentration ပေါ့နော်အဲ့ဒီဟာကကျတော့ဒီ ST ရဲ့concentration 6ခုအနေနဲ့တကယ်တတိတခြားအနေနဲ့ရှိနေရပေါ့နော်အဲ့မှာ SC ကိုတက်ရောက်လို့ရတဲ့သူတွေအနေနဲ့ကကြတော့တခြား major လိုမျိုး major တစ်ခုလေးကိုဒီဇိုင်းမမတ်ကြီးအဲ့လိုယူထားရမယ်ဆိုတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ကိုယ်စိတ်ဝင်စားတဲ့ concentration ပေါ့နှစ်ခုကနေ3ခုအထိကိုရွေးပြီးတော့အဲ့လိုအတန်းတွေကိုလိုက်ယူလို့ရတယ်ပေါ့နော်အဲ့လို ST ကိုတက်ရောက်မယ်ဆိုလို့ရှိရင်ကကြတော့အဲ့လို sustainability နဲ့ tourism နဲ့သက်ဆိုင်တဲ့ဘာသာတွေကတော့မဖြစ်ယူရမယ်ပေါ့နော်အဲ့လိုမျိုးကန့်သက်ချက်လေးတော့ရှိပါတယ်လို့sustainability နဲ့tourism နဲ့သက်ဆိုင်တဲ့ major တွေကိုအဲ့လို course တွေကိုအဓိက credit ပြအောင်ယူပြီးတော့ကျန်တဲ့ကိုယ်စိတ်ဝင်စားတဲ့ course တွေကိုဆက်ယူလို့ရတဲ့ပုံစံမျိုးပေါ့နော်အဲ့ဒါကတော့ဒီ ST နောက်ဆုံးထွက်ထားတဲ့ ST ရဲ့နည်းနည်းထူးခြားတဲ့အချက်လေးပေါ့နော်ဟုတ်အဲ့တော့အခုဒီမှာဆိုလို့ရှိရင်ကကြတော့ဒီနောက်ဆက်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်တော့ဒီ APU နဲ့ပတ်သက်ပြီးတော့တော်တော်များများပေါ့နော်အဓိက college နဲ့ဘယ်လိုမျိုးအနေထားလေးရှိလဲပေါ့နော်ဘယ်လိုမျိုးလူတွေတက်ရောက်နေလဲဆိုတာလည်းအနေငယ်ပြောပြပြီးပြီဆိုတော့ဒီဆက်ပြီးတော့ပြောချင်တာကတော့ tuition fees လေးပေါ့နော် APU ကဒီဂျပန်မှာအဲ့လိုကိုယ်ပိုင်ကျောင်းပေါ့နော်ကိုယ်ပိုင်တက္ကသိုလ်တစ်ခုလို့ပြောလို့ရတဲ့အထက်ရောက်ကိုမှတခြားကျောင်းတွေနဲ့ရှင်နည်းနည်းလေးအဲ့လို tuition fees ကတော့နည်းနည်းလေးဈေးကနည်းနည်းပိုမြင့်တယ်ပေါ့နော်ဘာလဲဆိုတော့ကိုယ်ပိုင်ကျောင်းဖြစ်တဲ့အတွက်ကြောင့်တခြား public ကျောင်းတွေနဲ့ရှင်မယ်ဆိုလို့ရှိရင်နည်းနည်းလေး tuition fees ကမြင့်နေတယ်မှာရှိရဲအဲ့တော့ဒီ tuition fees ကလည်းသူကလို့နှစ်နဲ့လိုက်ပြီးတော့ကွာတယ်ပေါ့နော်ပထမနှစ်ဒုတိယနှစ်တတိယနှစ်အဲ့လိုနှစ်နဲ့လိုက်ပြီးကွာတာဖြစ်တဲ့အတွက်ကြောင့်ပထမဆုံးနှစ်မှာဆိုလို့ရှိရင်73သိန်းပေါ့နော်ဒီက APU ကစာသင်နှစ်တည်းကကျတော့တစ်နှစ်မှာ semester 2ခုရှိရဲအဲ့နှစ်ခုလုံးအတွက်ကိုတစ်နှစ်ကို73သိန်းပေးရတာမျိုးပေါ့နော်အဲ့တော့ first year အတွက်ကို73သိန်းဆိုပေမဲ့ second year ကနေနောက်ဆုံးနှစ်အထိကကျတော့15သိန်းဖြစ်သွားတယ်ပေါ့နော်အဲ့ဒါမျိုးဆိုတော့အဲ့ဒီဟာအောင်မှသူကတလုံးတစ်ခဲပေးရလားဆိုတော့မဟုတ်ဘူးပေါ့နော်အဲ့လို semester နှစ်ခုမှာတစ်ခုအဲ့လိုတစ်ဝက်စီခွဲပြီးတော့တွင်းရတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့အကုန်လုံးလဲသိချင်နေကြလောက်မယ်ထင်တယ်ပေါ့နော်အဲ့73သိန်းလုံးဈေးမများဘူးလားအကုန်လုံးကတက်နိုင်ရဲ့လားဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့မှာတော်တော်များများပေါ့နော် international student တော်တော်များများကကြတော့ scholarship နဲ့တက်နေတဲ့သူတွေကတော်တော်များတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်အဲ့လိုအကုန်လုံးလဲစိတ်ဝင်စားကြလောက်မယ်ထင်တယ်ပေါ့နော် scholarship တွေကဘယ်လိုအနေထားမျိုးရှိလဲဘယ်လို percentage တွေနဲ့ပေးနေလဲပေါ့နော်အဲ့ဒါနဲ့ပတ်သက်လို့တော့match တွေကိုတစ်ချက်လောက်မေးမြန်းကြည့်ချင်ပါတယ်လို့ဒီ APU မှာရှိတဲ့ scholarship တွေနဲ့ပတ်သက်ပြီးတော့နည်းနည်းလောက်မှပြောပြပေးလို့ရတာသိဟုတ်ဆိုတော့အမားတို့ခုနဟန်စီလည်းပြောသွားသလို APU မှာကျတော့ scholarship နဲ့ပတ်သက်ပြီး2မျိုးရှိရပေါ့နော်ပထမတစ်ခုကကျတော့APU tuition fees reduction scholarship နဲ့နောက်တစ်ခုကကျတော့ဒီ AP house school by community scholarship ဆိုပြီး2ခုရှိရဆိုတော့ပထမဆုံး tuition fees ကကျတော့အမားတို့ဒီ online application ပေါ့နော် APU မှာကအရင်ဆုံးစအောင်ချိန်မှာ online application မှာတွေတင်ရတယ်ဆိုတော့အဲ့ application စတင်ကြတဲ့ကအမားတို့ SC ရတဲ့အပိုင်းနေနောက်တစ်ခုကခုနပြောတဲ့ transcript တွေကိုရဲ့ extracurricular activity certificate document တွေပေါ့နော်ဆိုတော့အဲ့ဒါတွေတင်ပြီးတော့အမားတို့ online interview ဖြေရတယ်ဆိုတော့အဲ့ဒီ result တွေပေါ်မှာမူတည်ပြီးတော့အမားတို့ scholarship ကိုတခါတည်းresult ထွက်ပေးရပါတော့ဆိုတော့တက် application တင်စရာမလိုဘူးဆိုတော့အမားတို့ scholarship percentage ကကျတော့ခုနကပြောလို့ပဲ30%ကနေ100%ရှိတယ်100%ထိရှိရပါတော့ဆိုတော့30%ရှိမယ်50ပြီး65ပြီး 80% နဲ့100%ပေါ့နော်ဆိုတော့အဲ့လိုမျိုးpercentage အသီးသီးလိုက်ပဲထားမျိုးရှိရပါတော့ဆိုတော့နောက်တစ်ခုကကျတော့ဟို AP House School ပဲ Community Scholarship ပေါ့အဲ့ဒါကကျတော့အမားတို့ကဒီ APU မှာအဆောင်ကင်းလို့ခွင့်ပေါ့နော်ဆိုတော့စုစုပေါင်း17လအဆောင်ကကင်းလို့ခွင့်နဲ့နေခွင့်ရတယ်ပေါ့နော်ဆိုတော့ဒီ scholarship ကကျတော့ခုနကပြောတဲ့ online application နဲ့တခါတည်းလျှောက်လို့ရတယ်ဒါပေမဲ့တစ်ခုရှိတာကဒီ housing scholar ကကြတော့သူက period လေးရောနည်းနည်း꿰ရရှိရပေါ့နော်ဆိုတော့အဲ့ period နဲ့ပတ်သက်ပြီးတော့အမားတို့နောက်မှာအသေးစိတ်လည်းထပ်ပြီးတော့ရှင်းပြပေးတော့ရှိတယ်ဆိုတော့အဓိကကကြတော့ဟို criteria ပေါ့နော်ဆိုတော့ဒီ housing scholarship မှာဘယ်လိုလူတွေလျှောက်လို့ရမလဲဆိုရင် international ကျောင်းသားဖြစ်ရမယ် first year အခုမှစပြီးတော့ join နေသူဖြစ်ရမယ်နောက်တစ်ခုကကျတော့ကိုကApril intake မှာလာမယ်ဆိုလို့ရှိရင်ဒီ AP House မှာ17လလုံးနေနိုင်တဲ့သူဖြစ်ရမယ်။ကိုကနောက်တစ်ခုက September intake ဆိုလို့ရှိရင်17လခွဲပေါ့နော်။ဆိုတော့ဒီလိုမျိုးစုပေါင်းလုံးနေနိုင်တဲ့သူဖြစ်ရမယ်။ဒါပေမဲ့housing မှာကျတော့အဓိကကကျတော့သူကဟို submit လိုက်တဲ့ financial နဲ့ပတ်သက်တဲ့ document တွေမဟုတ်တောင်းထားရတယ်ရှိပေါ့နော် online application မှာ။ဆိုတော့ housing မှာကကျတော့အဲ့ financial background ကြည့်ပြီးတော့decision ချရမှာရှိတယ်နော်။ဆိုတော့ဟုတ်ဒါကတော့ဒီ scholarship နဲ့ပတ်သက်တဲ့ဟာကြီးဟုတ်မကျရင်းနေလေဒီ scholarship နဲ့ပတ်သက်လို့လည်းတော်တော်ပြည့်စုံပြောသွားပြီးရပေါ့နော်အဲ့တော့ဒါကကြတော့ဟိုညီမတို့အနေနဲ့ဒီ APU မှာ enroll မလုပ်ခင်မှာရှောက်လို့ရတဲ့ scholarship တွေပေါ့နော်အဲ့တော့ဒီဟာတွေကကြတော့တော်တော်များများလည်းစိတ်ဝင်စားကြတာဖြစ်တဲ့အတွက်ကြောင့်ဒီအမကျရီပြောထားတဲ့ဟာလေးတွေကိုတစ်ချက်လောက်မှတ်ထားပြီးတော့ကိုယ်နဲ့ကိုက်ညီလားကိုက်ညီရဆိုလို့ရှိရင်တော့ရှောက်ဖို့ပြင်လို့ရတယ်ပေါ့နော်အဲ့လိုပုံစံမျိုးဆိုတော့
အဲ့တော့ဒီမှာကအဲ့လို scholarship နဲ့ပတ်သက်တဲ့အကြောင်းပြောပြီးပြီပေါ့နော်အဲ့တော့scholarship နဲ့ပတ်သက်ပြီးတော့နောက်အမေးများတဲ့မိကုန်းလေးပေါ့နော်နောက်လည်းဆိုတော့တော်တော်ဘယ်သူမဆိုရင်ဆိုအဲ့လို scholarship က percentage များများလိုချင်ကြတာပဲလीเนาะအဲ့လိုမျိုးဆိုတော့tips and tricks တွေကိုတယောက်ကိုမေးကြည့်တင်တယ်ပေါ့နော်အဲ့တော့ scholarship အဲ့လို100%ရဖို့အဲ့လို percentage များများရဖို့ဆိုရင်ဘယ်လိုမျိုး tips and tricks တွေရှိမလဲပေါ့နော်အဲ့ဒါလေးကိုဆက်လက်ဆုမြတ်ကဖြေကြပြပါဦးရှင်ဆိုတော့ပေါ့နော်ဒီမြန်မာကျောင်းသားတော်များများသိကျင်ကြတဲ့ scholarship percentage ပေါ့နော်ဘာလို့ဆိုရန်73သိန်းတစ်နှစ်ကိုရန်15သိန်းဆိုတော့အခုပတ်စံနဲ့ဆိုရင်တော်တော်လေးတော့များတယ်လို့ပြောလို့ရတယ်ပေါ့ဆိုတော့ဒီခါကျတော့ percentage ဘယ်လောက်မများရနိုင်အောင်ဘယ်လိုလုပ်ရမလဲဆိုတော့မိကုန်းနေညီမတို့ team ကတော်တော်ရအများပေါ့နော်ဆိုတော့ဒီမှာကတော်တော်များများထင်တာကြတော့အမှတ်များရဥပမာကိုယ့်ရဲ့10တန်းအမှတ်လို့ဒါမှမဟုတ်ကိုယ့်ရဲ့ဒီ12တန်းအမှတ် GED အမှတ်ဒါတွေကောင်းမှ scholarship percentage ကများမှာလားပေါ့ဆိုတော့ဒီလိုများအဲ့လိုမျိုးထင်တယ်တကယ်တမ်းကျတော့ဒီအမှတ်တစ်ခုပဲကြည့်တာမဟုတ်ဘူးပေါ့နော် ABU မှာကျတော့ ABU ကဒီ scholarship screening process လုပ်တဲ့အခါမှာဘာတွေကြည့်လဲဆိုတော့ကိုယ့်ရဲ့အမှတ်ပေါ့နော်အမှတ်စင်းကတော့ကြည့်ရပါအမှတ်ထဲမှာပါမလဲဆိုတော့ခုန10တန်းလို့12တန်းအဲ့လိုနောက် GED ပေါ့နော်ကိုယ် IGCSE ဆိုတဲ့ A level လို့မဟုတ်ဘူးဆိုရင်နောက်ဒီ IELTS score တွေဒါအကုန်ကြည့်ရ grade ထဲမှာပေါ့နောက်တစ်ခုကဘာကြည့်သေးလဲဆိုတော့ကိုကအစေးရေးထားဘယ်လိုမျိုးရေးထားလဲပေါ့နော်အစေးက3ပုတ်လားမသိရေးရမယ်ပေါ့နော်ဆိုတော့3ပုတ်မှာမှကိုယ့်ရဲ့ဒီအကြောင်းရဲ့ vision နဲ့ရောကိုယ့်ရဲ့ passion ကိုနှစ်ခုလုံးပြနိုင်လားပေါ့နော်အစေးကောင်းကောင်းရေးဖို့လိုတယ်နောက်တစ်ခုကကျတော့ interview ပေါ့နော်ဒီ document process ပြီးသွားတဲ့အခါကျရင် interview ဘက်ကိုတင်ရရှိတယ်ပေါ့နော်ဆိုတော့အဲ့ interview မှာလည်းကောင်းကောင်းမဖြေနိုင်လားဒါကြီးကြည့်တယ်နောက်ဒီ၄ခုမြောက်အနေနဲ့ကျတော့ဘာရေးကြည့်သေးလဲဆိုတော့ဒီ extra curricular activity တွေပေါ့နော်ကိုကဒီ ABU မလာခင်မှာဘာတွေလုပ်ထားလဲ volunteer activity တွေရှိလားဒါမှမဟုတ်ကိုတခြား youth organization တွေမှာဝင်လုပ်ထားလားဒါမျိုးတွေပေါ့နော် internship တွေဝင်လုပ်ထားလားအစရှိတဲ့ဖြစ်ပေါ့နော်ကိုကအားကစားထူးချွန်တဲ့လူဆိုလဲအားကစားစုတွေရှိလားပေါ့ဒါတွေကြည့်ရမျိုးလည်းရှိတယ်နောက်ဆုံးတစ်ခုကတော့အရေးကြီးဆုံးပေါ့နော်ကိုယ့်ရဲ့ financial background ဒီကျောင်းစားလျှောက်တဲ့အချိန်မှာတော့ကိုယ် plan statement တွေပါတယ်တောင်းတာတော့ဘာမှမရှိဘူးပေါ့နော်ဒါပေမဲ့အကြမ်းပြင်းအနေနဲ့တော့ကိုယ့်ရဲ့မိသားစု income တွေဒါတွေမိရတွေတော့ရှိရပေါ့နော်ဆိုတော့ဒီပေါ်ဒါတွေခုနပြောခဲ့၅ခုပေါ့နော်အဲ့၅ခုပေါ်မူတည်ပြီးတော့မှABU ကနေမှာ scholarship percentage ဒီကျောင်းသားကဘယ်လောက်ရတင်ပါတယ်ဘယ်လောက်ထိုက်တန်ပါတယ်ဆိုပြီးဆုံးဖြတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့တခုတည်းကိုခြုံပြီးတော့ပေါ့နော်တော်နေလို့လည်းမရဘူးဟိုအကုန်လုံးပေါ့နော်အကုန်လုံးကိုကြည့်ပြီးတော့ကြောင့်မလို့အဲ့ဒါလေးတခုတော့ရှိရပါဆိုတော့ကိုကဥပမာ10တန်းမှတ်မကောင်းခဲ့12တန်းမှတ်ကိုလိုချင်တဲ့လောက်မရခဲ့ဘူးဆိုရင်တော့မှကိုကတခြားကျန်တဲ့၄ခုနဲ့ပေါ့နော်ဟိုခုနပြော extra curricular နဲ့လား interview မှာကိုကတခြားလုံးမလား essay တခြားရေးမလားဒါတွေနဲ့ပြန်ပြီးကာလို့ရတဲ့အတွက်ကြောင့်မလို့ဒီကိုလုံးရင်လုံးတော့ပေါ့နော်ကိုအသေးစိတ်တခြားအထိန်ထဲတော့ scholarship percentage ကတော့ပို့ပြီးတော့များနိုင်တယ်ပေါ့နော်ဒါပေမဲ့ဒီမှာတခုရှိတာကကျွန်တော်ပိုင်းဒီ APU မှာညီမကျောင်းသားတွေလာတာများတယ်ပေါ့နော်ဆိုတော့အမားတို့မျိုးစင်တို့ batch လုံးကထက်ဆိုင်ပေါ့ဒီနောက်ပိုင်း batch တွေကကျ scholarship percentage ကအမားတို့လားဆို100%တော့ဥပမာ9ရောက်လောက်ရတယ်ဆိုရင်ဒီနောက်ပိုင်း batch တွေမှာလူနည်းလာတယ်ပေါ့နော်ဒီကျောင်းကဘက်ကလည်းတခြားနိုင်ငံလက်ခံရသူတွေလည်းရှိရတဲ့အတွက်ကြောင့်မလို့လူနည်းလာတဲ့အတွက်ကြောင့်မလို့ scholarship process ကအရင်ထက်ဆိုင်တော့အရင်နည်းနည်းလေးပြိုင်ဆိုင်မှုပြင်းထန်လာတယ်လို့ပြောလို့ရတယ်ဆိုတော့ဖြစ်နိုင်တော့ဒီ document တင်တဲ့အခါပေါ့နော်လုံးဝကျောင်းဘက်ကို impress ဖြစ်သွားစေတော့တဲ့အထီကိုကျောင်းဘက်ကကို100%တော့ပေးခြင်းစေတော့တဲ့အထီကိုဖြစ်အောင်ပေါ့နော်အဲ့လို document တွေတင်တော့ကိုအတွက်က scholarship percentage က chance များမယ်လို့ယုံကြည်ပါတယ်ဟုတ်အခုလိုပြည်စုံပြကြပြီလို့ဆုမြတ်ကိုလည်းကျေးဇူးတင်ပါတယ်လို့ဆုမြတ်ပြောခဲ့သလိုပဲပေါ့နော်အဲ့လိုတို့ကဒီအမှတ်တွေလည်းကြီးကောင်းကြည့်မယ်ဥပမာကိုယ့်ရဲ့ high school match ရှိမယ်ဆို GED နဲ့တင်ကြတဲ့သူတွေကြောက်တယ် GED အမှတ်တွေကြီးကောင်းကြည့်မယ်ပေါ့နော်အဲ့မှာမှအဲ့လိုတစ်ခုတည်းကိုကြည့်ရမှာပေါ့လေအကုန်လုံးခြုံပြီးတော့ကြည့်ရမှာကို academic ဘိုင်းမှာဘယ်လောက်ထိလုပ်နိုင်လဲပြီးတော့ social ရောကိုယ့်ရဲ့ device ကိုဘယ်လောက် contribute လုပ်နေလဲပေါ့နော် extra curricular activity ဘိုင်းနိုင်နဲ့ပတ်သက်ပြီးတော့ဘယ်လောက်ထိ contribute လုပ်နေလဲဆိုတာကိုကြည့်ရဖြစ်တဲ့အတွက်ကြောင့်ဆယ်တန်းမှတ်မကောင်းတာနဲ့ရှောက်လို့မရတော့ဘူးလားဆိုတော့အဲ့လိုတော့မဟုတ်ပါဘူးလို့ကိုကတခြားဘက်မှာဘယ်လိုကိုထူးချွန်တဲ့ဟာတစ်ခုကိုတည်တည်ချာချာလုပ်နေရကိုယ့်ရဲ့အဲ့လိုကိုယ့်ရဲ့ talent နဲ့အဲ့လိုကိုယ့်ရဲ့ထူးခြားတဲ့အရာတစ်ခုကိုတည်ချာပြနိုင်တယ်ဆိုလို့ရှိရင်လေအဲ့ဒါကဘယ်လိုပဲဖြစ်ဖြစ်ဒါက scholar ရဖို့အတွက်ကောင်းမွန်တဲ့အချက်တစ်ခုပဲပေါ့နော်အဲ့အတွက်ကြောင့်ဘယ်လိုပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဒီအဖက်ဘက်ကနေပြည်စုံအောင်ကြိုးစားထားရင်တော့ပိုပြီးတော့ကောင်းပါတယ်ဟုတ်အဲ့တော့ဒီနေ့အတွက်ကဒီ scholar နဲ့အဲ့လိုတရားခိုင်တော့ဘယ်လိုရမလဲပေါ့နော်ရအောင်ဘယ်လိုလုပ်ရမလဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းပြောပြီးပြီဖြစ်တဲ့အတွက်ကြောင့်ဆက်လက်ပြီးတော့မှအကုန်လုံးကသိချင်ကြမယ်ပေါ့နော်အခုတချို့တွေလည်းသိလောက်မယ်ဒီ APU ကိုစပြီးတော့ join ဖို့အတွက်ဘယ်လိုမျိုးလုပ်ရမလဲတချို့လည်းသိကောင်းသိမယ်ဒါပေမဲ့မသိသေးတဲ့သူတွေလည်းရှိကောင်းရှိမယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့် APU ကိုစပြီးတော့ရှောက်ချင်တယ်ဆိုလို့ရှိရင်ဘယ်ကနေစရမလဲပေါ့နော်ဘယ်ကနေစလို့ရင်အဆင်ပြေမလဲဆိုတဲ့အကြောင်းလေးမျိုးစင်တစ်ချက်လောက်ပြပြပေးပါဦးရှင်
ဟုတ်ကဲ့ကျွန်တော်တို့ဒီ APO ရှောက်ချင်တယ်ဆိုရင်တော့ဒီကျွန်တော်တို့ application system ဘယ်လိုတော့လဲဆိုတော့ online application system ပေါ့နော် online ရပဲရှောက်လို့ရတယ်ပေါ့အဲ့တော့ပထမဆုံးအနေနဲ့လောက်ရမှာတော့ဒီ APO ကိုရှောက်ဖို့အတွက် online account တစ်ခုလောက်ရပါမယ်ဒီ online account တစ်ခုလောက်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ APO website ကိုသွားပြီးတော့ဒီ admission page မှာပေါ့နော် admission page မှာဒီ account လောက်ဖို့အတွက်နေရာရှိပေါ့နော်ဒီမှာရွေးပြီးတော့ကိုယ့်ရဲ့ email နဲ့နာမည်ရပြီးသွားရင် personal information နဲ့ဖြစ်ပြီးသွားရင်တော့ account တစ်ခုစလုပ်လို့ရတယ်ပေါ့နော်ဒီ account ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီ APO ရှောက်ဖို့အတွက်လိုအပ်တဲ့ document တွေတင်ရပါတယ်အဲ့တော့ဒီအကြမ်းမြင့်လိုတဲ့ document တွေကဘာတွေရှိမလဲပေါ့နော်အဲ့တော့ပထမဆုံးအနေနဲ့တော့ဒီကိုက high school ပေါ့နော် high school 7နှစ် education ပြီးထားကြောင်းထောက်ခံချက်ပြတဲ့ high school အောင်လက်မှတ်ဆယ်တန်းအောင်လက်မှတ်ဝင်မှာလို့ဆိုတော့နောက်မှလည်းဆယ်တန်းအောင်လက်မှတ်မဟုတ်ရင်ပြီးသွားရင်အမှတ်စင်းလိုပါတယ်ပြီးသွားရင်ဒီ AP မှာကိုတက်မဲ့ language basis ကcertificate ပေါ့နော်IELTS ဆိုတဲ့ IELTS Duolingo ဆိုတဲ့ Duolingo ပြီးသွားရင်ဒီ TOEFL ရှိမယ်ပေါ့နော်အဲ့လိုဟာမျိုး certificate submit ကပါမယ်ပြီးသွားရင်ဒီ extracurricular activity တွေလောက်ထိုင်အဲ့ဒါတွေအတွက် certificate တွေအဲ့ဒါတွေကိုလည်း submit လုပ်ရပါတယ်ပြီးသွားရင်ကျွန်တော်တို့ personal information လေးတွေထပ်ဖြည့်ရမယ်ပေါ့နော်ထားပါတော့ဒီနာမည်ပြီးသွားရင်ဘယ်မှာနေရလဲဒါဆိုနည်းနည်းလေးပါအရင် personal information အများကြီးဖြည့်စီရမှာလို့ပေါ့နော်ပြီးသွားရင်ဒီပထမနောက်တစ်ချက်ကကြတော့ sponsor name ထည့်ရမယ်ပေါ့နော်ဒီဖြည့်ရမယ် process ထဲမှာကိုယ်ဒီကြောင်းတက်နေတဲ့ကာလအတွင်းမှာ sponsor ပေးမှာဘာတူလဲပေါ့နော်တခုရှိရဒီ sponsor name ကအရေးနည်းနည်းကြီးရဲ့အခါကျတော့ဒီပထမ step မှာဖြည့်တဲ့ကကိုယ်တကယ် sponsor ပေးမဲ့လူပဲဖြည့်ဖို့အကြံပြုလို့ရတယ်ပေါ့နော် sponsor name ဖြည့်ရမယ်ပြီးသွားရင်ဒီ recommendation letter ပေါ့နော် recommendation letter အခုတော့ option နဲ့ဖြစ်သွားပါပြီအဲ့တော့ recommendation letter ထည့်ချင်ထည့်လို့ရတယ်မထည့်ချင်မထည့်စရာမလိုဘူး recommendation letter ဘယ်သူစီကတောင်းလို့ရတယ်ဆိုရင် AP ဘက်ကဒီ recommender ကတော့ကိုယ့်ရဲ့ဒီ academic institution တစ်ခုခုကနေပြီးတော့ကိုယ်သင်ဖို့ရဆရာပြီးအဲ့လိုဟာမျိုးကနေသူတို့တော့ပေးဖို့တောင်းတယ်ပေါ့နော်အဲ့လိုမှမဟုတ်လဲကိုယ့်ရဲ့ထားပါတော့ internship တွေပါစဉ်းစားရမျိုး program တွေပါလောက်ထားရဲဆိုရင်အဲ့လိုအကြီးကဲရိုးစီကနေ recommendation တောင်းလို့ရတယ်ပေါ့နော် recommendation နဲ့ဆောင်တင်လို့ရတယ်ပြီးသွားရင်တော့ကျွန်တော်ဟို essay ရေးရမယ်ပေါ့နော်ဒီ essay ကတခုရှိရဒီ APU မှာ scholarship ရှောက်မဲ့လူပဲရေးရမှာပေါ့နော် scholarship မရှောက်ဘူးဆိုရင်တော့ essay ကိုမရေးလို့ရတယ်ပေါ့နော်အဲ့တော့scholarship မဲ့လို့ဆိုရင် essay ရေးရပါမယ်ဒါတော့အကြမ်းကြီးဒီပထမ stage မှာပေါ့နော်တင်ရမယ့် document လေးတွေပေါ့နော်ပြီးသွားရင် online ကနေပဲတင်ရမယ်ပေါ့အဲ့တော့တခုရှိတာတင်တဲ့အခါကျရင်တော့ဒီ notary translation ကိုတင်ရမယ်ပေါ့နော်ဒီ document တွေကမြန်မာလိုမဟုတ်ဘဲနဲ့ဆင်းအောင်လက်မှတ်တွေအမှတ်စင်းတွေပါတွေကဒီတခုတော့သတိပြုစေလိုတယ်ပြီးသွားရင်ဒါတွေတင်ပြီးသွားရင်ဆိုရင်တော့ကျွန်တော်တို့ဒီပတ်စံပေးရမယ်ပေါ့နော်ပတ်စံပေးမှာဆိုတော့ဒီ online application ကိုကျွန်တော်တို့ပတ်စံပေးရတယ်တော့အရင်မရှိပါဘူးပတ်စံ9000ရန်9500ပေါ့နော်ရန်9500ပေးရမယ်ရန်9500ဘယ်လိုလဲဆိုတာကတ်နဲ့ပေးရင်တော့ရန်9500ပေါ့နော်ဒါပေမဲ့ option တစ်မျိုးရှိရပေါ့ရန်9500ပေးမလားဒါမှမဟုတ်ရင်ဂျပန်ထဲမှာပဲတယောက်ကနေပြီးကိုယ် bank transfer လုပ်ပေးလို့ရရပေါ့နော် AP ဘက်က bank account တစ်ခုရှိရဲအဲ့ဒါကို bank transfer လုပ်မယ်ဆိုရင်တော့9000ကျရပေါ့နော်ဘာလို့ procedure ရလဲကျွန်တော်မသိဘူး credit card နဲ့ဆိုရင်တော့9500ပေးပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒါပထမ stage ပေါ့နော်ဒီလျှောက်တဲ့အခါမှာ application process ပထမ stage ပြီးပါပြီပြီးသွားပြီဆိုရင်ကိုကဒီ information တွေတင်လို့ရရပြည့်စုံတယ်ကျောင်းဘက်ကလည်း okay necessary document တွေအကုန်ရပြီဆိုရင်ဒီ video interview အတွက်ထပ်ပြီးတော့ကျွန်တော်ထပ်နောက် stage တစ်ခုထပ်သွားရမယ်ပေါ့နော်ဒါတော့ပထမဆုံးအနေနဲ့လောက်ရမယ်အကြမ်းပြင်းပေါ့နော်အဲ့တော့အများကြီး document မလိုဘူးအဲ့တော့မှတ်ထားမှာကဒီပထမဆက်ရောက်ခြင်းအတွက်လိုတဲ့ document ကဒီဆယ်တန်းအောင်လက်မှတ်ရယ်အမှတ်စင်းရယ်ပြီး English certificate ရယ်ကိုယ့်ရဲ့တခြားသော extracurricular activity ရှိရင် extracurricular activity ရယ်ဒါရဲ့ essay ရေးဖို့ရယ်ဒီလောက်နဲ့ကျွန်တော်တို့စချောက်လို့ရပါတော့ပြီး application fee အဲ့ဒါကို ready ပြင်ထားမယ်ဆိုရင်ကျွန်တော်တို့စချောက်လို့ရပါတယ်ခင်ဗျဟုတ်ကဲ့ကျေးဇူးပါလို့အဲ့ဒီဘယ်လိုလဲဒီပထမဆုံး stage အတွက်ကိုတော်တော်လေးပြည့်စုံဖြေကြားသွားပေးရပေါ့နော်အဲ့တော့ဒီအကုန်လုံးရှောက်ချင်တဲ့သူတွေအနေနဲ့ကပထမဆုံးစတင်တာ website ကိုသွားပါ website ကိုသွားပြီးတော့သူတို့ရဲ့ criteria တွေဘာတွေလိုလဲဆိုတဲ့ဟာကိုအရင်ဆုံးကြည့်တင်တယ်လို့ထင်ပါတယ်လို့အဲ့ပထမဆုံး website မှာသူတို့ account အရင်ဆုံးဖွင့်ရတယ် account ဖွင့်ပြီးတော့ခုနကမျိုးစင်ပြောတဲ့အဲ့လို documents တွေကိုဘယ်လို documents တွေလိုတာလဲဆိုတဲ့ဟာကိုတစ်ချက်ကွက်ကို overview ပြီးတော့ပြင်ထားရင်တော့ပိုကောင်းတယ်ပေါ့နော်အဲ့မှာမှခုနကမျိုးစီပြောရ step 1ပြီးပြီဆိုရင်တော့ step 2အနေနဲ့ online interview လာပြီပေါ့နော်အဲ့ဒါကကြောင့်လည်းနည်းနည်းပုံစံပြောင်းသွားတာဖြစ်တဲ့အတွက်ကြောင့်အခုနောက်ပိုင်းမှာပြောင်းသွားတဲ့ online recorded interview ကိုပေါ့နော်အဲ့ဒါနဲ့ပတ်သက်လို့material တစ်ချက်လောက်မေးမြန်းချင်ပါတယ်အဲ့လိုဟုတ်ဆိုတော့အမားတို့ online recorded interview တော့ကကြတော့ဒီ APU မှာခုနပြောလို့ application form ပေးရတဲ့ဒီနောက် stage တွေသူတို့ email ပို့တယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာwebsite ကိုသွားမယ် link ရှိမယ်ဆိုတော့အမားတို့ကအဲ့ website link ကိုရောက်ပြီဆိုလို့ရှိရင်အဓိကဖြည့်ရမယ့်ဟာကကျတော့နာမည်ရှိမယ်ပြီးရင် nationality ဒီ email address နဲ့ online application reference number ပေါ့နော်ဆိုတော့အဲ့ဒီ reference number တော့နည်းနည်းအရေးကြီးရပေါ့နော်ဆိုတော့ကိုကဒီစပြီးတော့အဲ့ interview မဝင်ခင်မှာဆိုရင် reference number လေးကိုလည်းကြိုပြီးတော့ပြင်ဆင်ထားသိချင်တယ်ပြီးတော့နောက်တစ်ခုကကျတော့ဒီ online interview ကစုစုပေါင်းမိနစ်30ကြာမယ်ပေါ့နော်ဆိုတော့အမားတို့က question တစ်ခုချင်းစီတိုင်းအတွက်အချိန်သတ်မှတ်ချက်လေးတွေရှိရအောင်ဥပမာ2မိနစ်ကနေ3မိနစ်လောက်ထိပဲအချိန်ရတယ်ဆိုတော့အဲ့ဒီ question တစ်ခုပြီးရတယ်နောက်တစ်ခုကိုဆက်လိုက်တော့မှာပေါ့နော်ဆိုတော့စပြီးရောဒီ record စပြီးဆိုတာနဲ့အမတို့အဆုံးထိကိုတောက်လျှောက်ဖြည့်ပေးရတယ်။ဒါပေမဲ့ရက်လိုက်လို့မရဘူး။ဆိုတော့အဲဒါကြောင့်မဖြည့်ခင်မှာပေါ့နော်။တေချာလေး prepare လုပ်ပြီးတော့မှပဲစပြီးတော့interview ကိုစတင်ရှင်နေပေါ့နော်။ဆိုတော့နောက်တစ်ခုကျတော့ rules တွေလည်းနည်းနည်းရှိရဲ။ဆိုတော့အမတို့ကဒီ interview မှာကခုနကပြောလို့
ယူလာလို့ရတဲ့ဟာတွေပေါ့နော်ဆိုတော့ notes နဲ့ပြီးသွားရင် ball band ပေါ့နော်ဆိုတော့အဲ့လောက်ပဲယူခွင့်ရှိတယ်နောက်တစ်ခါမှတော့ smartphone တို့ tablet တို့အဲ့ဒါတွေယူလာလို့မရဘူးနောက်တစ်ခုကျတော့ခုနကပြောလို့အခန်းပေါ့နော်အခန်းမှာဆိုလို့ရှိရင်လည်းဒီဖြည့်ဆိုမဲ့ applicant တစ်ယောက်ပဲရှိရမယ်ပေါ့နော်ဆိုတော့တခြားလူတွေရှိနေလို့မရဘူးနောက်တစ်ခုကအမတို့ဒီ microphone ပေါ့နော် microphone ကကျတော့လေဒီ computer ရဲ့ microphone တစ်ခုပဲသုံးလို့ရတယ်အမတို့ headphone တွေနဲ့ချက်တွေအဲ့အမျိုးတွေသုံးခွင့်မရှိဘူးပေါ့နော်စားရှိတဲ့ပြင်ဒီကနေပတ်သက်တဲ့ rules လေးတွေကိုလည်း website မှာအသေးစိတ်လေ့လာသိချင်တယ်ပေါ့နော်ဆိုတော့အမတို့ဒီ recorded interview နဲ့ပတ်သက်တဲ့ handbook လည်းအမတို့တင်မိတာရှိတယ်ဆိုတော့အဲ့ပိုင်းနဲ့ပတ်သက်ပြီးတော့လည်းအသေးစိတ်သွားပြီးတော့လေ့လာသိချင်တယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကerror ရှိခဲ့တယ်ပေါ့နော်ဆိုတော့ internet ကလည်းstable မရှိတာတော့ error တွေကအများကြီးရှိနေတယ်ပေါ့နော် online interview တဲ့ကြောင့်ဆိုတော့error ရှိခဲ့ရင်ကျတော့အမတို့ကဖြေနေနေမှာတခုရက်သွားတာတော့ပေါ့ဆိုလို့ရှိရင်အမတို့ခဏရက်လိုက်လို့ရတယ်ဒါပေမဲ့ဒီဖြစ်နေတဲ့ issue ကိုပေါ့နော်တခါရဲ screenshot ရိုက်ပြီးတော့အမတို့ handbook မှာပါတဲ့ email address ပေါ့နော်ဆိုတော့အဲ့ဒီကိုကိုယ့်ရဲ့ case ကိုတရားလေးရှင်းပြပြီး email ပို့ပေးရဆိုလို့ရှိရင်အမတို့အစားကနေ interview record ပြန်လုပ်လို့ရအောင်စီစဉ်ပြရမျိုးလည်းရှိပေါ့နော်ဆိုတော့ဟုတ်ဒီလောက်ပါပဲ online interview ဟုတ်ဒီ online interview နဲ့ပတ်သက်လို့လည်း message ဆိုတော့ပြည့်စုံလုံးကြီးတော့ဖြည့်ပေးသွားတယ်ပေါ့နော်။ဘာလို့လဲဆိုတော့ဒီ online interview ကနည်းနည်းတော့အဲ့လိုမျိုးညီမတို့တော့ပါနေရှင်နည်းနည်းလေး ဖြစ်လာတယ်လို့ပြောလို့ရတယ်ပေါ့။ဘာလို့လဲဆိုတော့ညီမတို့ရှောက်ခဲ့တော့ကကြတော့ဒီလူနဲ့ပေါ့နော်တိုက်ရိုက်အဲ့လိုဖြေရတဲ့ interview ဖြစ်တဲ့အတွက်ကြောင့်အဲ့လို error ရှိခဲ့သည်ရှိတော့ချက်ချင်းပြောလိုက်လို့ရတယ်ပေါ့နော်။တိတ်ပြီးတော့ worry တိတ်များစရာမရှိဘူး။ဒါပေမဲ့အခုကကျတော့ဘယ်လိုလဲဖြစ် online record interview ဆိုတော့ကိုယ့်ရဲ့ issue ကဖြစ်ပြီးဆိုတာနဲ့သူတို့လည်းမြင်နေရတာမျိုးမဟုတ်တော့အဲ့လိုချက်ချင်းပြောနိုင်မှာတော့ကကြောက်နော်အဲ့တော့ဒီ online record interview တော့ကိုလည်းအဲ့လိုအိမ်မှာအဆင်ပြေရင်လည်းအိမ်မှာပေါ့နော်မဟုတ်ရင်လည်းအခုကမြန်မာနိုင်ငံမှာဘယ်လိုလဲဖြစ်လို့ KMD တို့လိုအဲ့လိုဒီအခန်းငှားပေးပြီးတော့ဖြေလို့ရတဲ့နေရာမျိုးလေးရှိရဆိုတော့အဲ့လိုနေရာမျိုးတွေမှာတော့ဖြေဖို့လည်း recommend တော့လုပ်ပါတယ်လို့ပြောဆိုအိမ်မှာ internet stable ဖြစ်တယ် electricity stable ဖြစ်တယ်ဆိုရင်တော့ဖြေတာ okay အဆင်ပြေရင်ဆိုပေမဲ့အကယ်၍မီးရလည်းပဲချိန်လာမယ်မသိဘူးပေါ့နော်အဲ့လိုတစ်ခါလေကြာရင်လည်းတချို့လည်းတော်တော်များများအဲ့လို issue တွေကြုံတာဖြစ်တဲ့အတွက်ကြောင့်အဲ့လိုမျိုးငှားပေးရဲ့အဲ့လိုအခန်းနေရာရေးရှင်တော့အဲ့လိုနေရာမျိုးတွေမှာသွားပြီးတော့ဖြေတာတော့ပို့အဆင်ပြေမယ်ထင်ပါတယ်လို့ဟုတ်ဒါကကြတော့ဒီညီမတို့ရဲ့အဲ့လိုပထမဆုံးစလျှောက်တဲ့အခါမှာ application step ပေါ့နော်အဲ့လို step 1နဲ့ step 2ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့တော်တော်ပြောပြသွားပြီးပြီလို့ထင်တယ်ပေါ့နော်အဲ့တော့ဆက်လက်ပြီးတော့မှဒီခုနကလည်းမျိုးစင်နေတော်တော်လေးကိုပြည့်စုံအောင်ပြောသွားပေးရပေါ့နော် step 1မှာဘယ်လို documents တွေလိုမလဲဆိုတဲ့ဟာပေါ့နော်ဒါပေမဲ့အခုထပ်ပြီးတော့မြင်ကြည့်နေတာကြတော့အဲ့လိုလိုအပ်တဲ့ documents တွေအပြင်မှာအဲ့လိုဘယ်လိုအရာတွေကိုကြိုပြီးတော့ပြင်ဆင်ထားဖို့အတွက် recommend လုပ်လဲပေါ့နော်ကိုယ်တော့ဘယ်လိုပြင်ဆင်ခဲ့ရလဲဆိုတဲ့ဟာလေးတစ်ချက်လောက် sharing လုပ်ပေးလို့ရမှာသိ Okay ဟိုကျွန်တော်ခုနပြောသလိုပဲပေါ့နော်ဒီ step 1မှာရှောက်ဖို့တော့က document အများကြီးမလိုဘူးပေါ့နော်ဒီ7 element ရဲ့ translation ရဲ့အမှတ်ရှင်းတွေပြီးသွားဒီ language certificate တွေအဲ့ဒါတွေတင်လိုက်ရတယ်ပေါ့နော်ရှောက်လိုက်ရင်ဒီဒါပေမဲ့ကိုကတကယ်လို့ကျောင်းတက်ဖို့ဆုံးဖြတ်ထားရဆိုရင်တော့ document တွေကအများကြီးလိုတယ်ပေါ့နော်နောက်ထပ်ပိုင်းမှာစပြင်ဆင်ရမယ့်ဟာအဲ့ဒါနဲ့ပတ်သက်ပြီးတော့တစ်ချက်ပြောသွားချင်တယ်ပထမဆုံးအနေနဲ့ဒီ step 1မှာလိုတဲ့ document တွေအကြောင်းအရင်ပြောမယ်ပေါ့နော်ဒီ7 element ရဲ့ပြီးသွားရင် notary period translate 7ဆို7 7ဆို7အဲ့ဒါမျိုးလိုတယ်ပေါ့နော်ပြီးတော့ရင်ဒီ document တွေကတော့ notary တွေမဟုတ်ပဲね CTC ဆိုတဲ့ဟာပါလောက်ရမယ်ပေါ့နော်ကိုယ်တကယ်လို့တက်ဖို့ဆုံးဖြတ်ထားတယ်ဆိုရဲအားပြောပေါ့နော် CTC ပါလောက်ရမယ်ဆိုတော့ CTC ပါပြင်ထားရင်ကောင်းတယ်ပေါ့နော်ဒီ notary ပြန်ဖို့ဆိုရင်တော့ဒါမြန်မာနိုင်ငံမှာ notary ဆိုင်တွေအများကြီးရှိပေါ့နော် notary ဆိုင်ကိုသွားပြီးတော့ပြန်လို့ရတယ်ဒီပထမဆုံး online မှာကကိုက soft copy ပဲတင်ရတာပေါ့နော်ဒါပေမဲ့ online ဒီပြီးသွားပြီဆိုတာနဲ့ admission ကိုအကြောင်းတက်တော့မယ်ဆိုရင်အကြောင်းဘက်ကိုတင်ခဲ့သမျှ soft document တွေ soft copy document တွေအကုန်လုံးကို hard copy ပြန်ပို့ရမှာဖြစ်တဲ့အတွက်အဲ့ဒါတွေအတွက်အကုန်လုံးပြင်ဆင်ထားဖို့လိုတယ်ပေါ့နော်အခုအဲ့ဆိုရင်ဒီကျွန်တော်တို့ဒီ admission ရပါပြီဆိုရင်ကျွန်တော် COE ဆောက်ဖို့အတွက်လိုတဲ့ document တွေရှိသေးတယ်ပေါ့နော်ဘယ်လိုဟာမျိုးတွေလဲဆိုရင်ဒါပါ family registration အိမ်အောင်စုစည်းလို့ဟာမျိုးတွေဟိုမွေးစင်းလို့ဟာမျိုးတွေလိုတယ်ပြီးသွားရင်ဒီ sponsor ကို sponsor နဲ့ပတ်သက်တဲ့ relationship တွေပြီးသွားရင်ဒီ sponsor ဘက်ကနေပြီး bank statement တွေကြားဟာတွေအများကြီးလိုတယ်ပေါ့နော်အဲ့ဒါလေးတွေလည်းတစ်ချက်ပြင်ဆင်ထားရင်တော့ပိုကောင်းတယ်ပေါ့နော်ဒီ sponsor မှာဒီ sponsor အတွက်ဆိုရင် income statement တွေမှာလိုတယ်ပေါ့နော်ဒီတိုင်းမှာကို sponsor payment လို့ employee ဖြစ်နေအောင်ဆိုသူ income ဘယ်လောက်ရှိရလဲအဲ့ဒါမျိုးကို income statement လိုမျိုးပြပြီးသွားရင် bank ဒီ bank ထဲမှာထည့်ထားတဲ့ပတ်စံအရေးအတွက်ပေါ့နော်ဘယ်လောက်ရှိရလဲ bank balance တွေရောပြီးသွားရင်ဒီ transaction လိုဟာမျိုးတွေအဲ့ဒါမျိုးတွေလည်းပြင်ထားတဲ့နေပေါ့နော်လိုတဲ့အရာတွေကတော့ဒါပထမ step မှာတော့အများကြီးမလို့ဆိုရင်ဒုတိယ step ပြောင်းရင်တော့ဒါတွေအကုန်လုံးလိုတယ်ပေါ့နော်နောက်တစ်ခုသိသိထားမှာကို submit မြတ် document တိုင်းကို notary လည်းပြန်ရမယ်ပြီးသွားရင် CTC လုံးဝဖြစ်တဲ့အတွက် executive activity ကို submit ထားတဲ့လူတွေဆိုရင်ဒီအရာတွေအတွက်ပေါ့နော်တခါလေဒီ notary တွေရော CTC တွေရောပြန်မှုအတွက်ကိုလည်းဟိုဖြစ်ထားမှရမယ်နောက်ပြီးတော့ကို့မှာလည်း hard copy ရှိနေမှရမယ်ပေါ့နော် CTC ကဘာလဲဆိုရင်တော့ဒီ original document ကိုပေးရတာပေါ့နော်ဒီတိုင်းမှာသူတို့က translation မဟုတ်ဘဲနဲ့မြန်မာလိုရေးထားတဲ့စာအုပ်ပဲဒါကလုံးဝ true certified true copy ဖြစ်ပါတယ်ပေါ့အဲ့ဒါကိုပြန်တင်ရတာဆိုတော့အကြောင်းဘက်ကိုပြီးရင်ပြန်တင်ရမှာဖြစ်တဲ့အတွက်ဒီလို document လေးတွေတော့ပြင်ဆင်ထားစီလိုတယ်ပေါ့နော်အဓိကအရေးကြီးဆုံးတော့ဒီ bank ပေါ့နော် bank statement ပြတဲ့ document ရေပြီးရင် income statement ရေပေါ့နော်ဒါကတော့နည်းနည်းရှာဖို့နည်းနည်းလေးခက်မယ်မှန်တယ်လောက်ရတာနည်းနည်းလေးပို့ပြီးတော့ဘယ်လိုပြောမလဲ critical ပိုများတဲ့ဟာမျိုးဖြစ်တဲ့အတွက်ဒါတော့အဓိကတကယ်လို့တက်မယ်လို့ပြင်ဆင်တက်မယ်လို့ဆုံးဖြတ်ထားရဲဆိုတော့ဒါတော့ကြိုပြီးပြင်ဆင်ထားတာတကယ်အကောင်းဆုံးဖြစ်မယ်လို့ကျွန်တော်ထင်ပါတယ်ခင်ဗျ
ဟုတ်ကဲ့ ဟုတ်ကျေးဇူးတင်ပါတယ်လို့တကယ်လည်းအခုမျိုးစင်ပြောသွားတဲ့ဟာတကယ်လည်းလိုအပ်တယ်ပေါ့နော်။ဘာလို့လဲဆိုကိုကအဲ့လိုရှောက်ဖို့ပြင်ဆင်ထားပြီးပြီဒီမှာတက်မှလည်းတေးချပြီဆိုလို့ရှိရင်ကြတော့အဲ့လို admission ရပြီးမှအဲ့လိုပြင်ဆင်တာထက်အဲ့လိုအစပိုင်းတွေကနည်းနည်းချင်းပြင်ဆင်ထားတာပို့ပြီးတော့အဆင်ပြေတာပေါ့နော်။ဘာလို့လဲဆိုတော့အခုအချိန်နေနဲ့ကြတော့အဲ့လိုဘန်နေပါတွေကလည်းနည်းနည်းနောက်ပိုင်းမှာကအဲ့လိုအချိန် process ကကြာတာလည်းဖြစ်ကောင်းဖြစ်နိုင်တာဆိုတော့ကြိုပြီးတော့ပြင်ဆင်ထားတာတော့ပိုကောင်းပါတယ်လို့ဟုတ်ဒါကတော့အဲ့လိုပထမဆုံးအဆင့်မှာအဲ့လို submit လုပ်ဖို့လိုမယ်စာရေးစာတွေနဲ့ပတ်သက်တဲ့တချို့အကြောင်းအရာတွေပေါ့နော်ဟုတ်အဲ့တော့ဒီဆက်လက်ပြီးတော့မှဒီစာရေးစာရန်နေအပြင်ကိုမှဘယ်လိုလူတွေရှောက်လို့ရလဲပေါ့အဲ့လိုဘယ်လိုလူတွေရှောက်လို့ရလဲဆိုတာထက်ကိုမှအခုကအဲ့လိုပုံမှန်ညီမတို့ရှောက်နေကြ10တန်းအောင်ပြီးရှောက်တဲ့လူတွေရှိမယ်အဲ့လိုပုံမှန်အတိုင်းပေါ့နော်ဒီမှာစနစ်ဟောင်း10တန်းအောင်ပြီးရှောက်တဲ့လူတွေရှိမယ်စနစ်တင်ထန်တန်းပြီးတော့ရှောက်တဲ့လူတွေရှိမယ်ပေါ့နော်အဲ့မှာမှတော်တော်များများနောက်ပိုင်းမှာတော်တော်များများအဲ့လိုရှောက်တဲ့ဟာကိုအသုံးပြုလာတာကြတော့အဲ့လို GD ပေါ့နော် GD ကိုနောက်ပိုင်းမှာတော်တော်လေးလည်းဖြည့်ပြီးတော့ GD နဲ့လည်းဒီဘက်ကိုရှောက်တဲ့လူတွေတော်တော်များလာရပေါ့နော်အဲ့လိုမျိုးဆိုတော့ညီမတို့ဆိုလည်းဒီ Facebook page မှာအဲ့လို webinar တွေရင်တော့လုပ်ပေးနေနေအဲ့လို GD နဲ့ပတ်သက်တဲ့မိန့်ခွန်းတွေတော်တော်များများကိုရတယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်အဲ့လို GD နဲ့ပတ်သက်ပြီးတော့အဲ့လိုနည်းနည်းထပ်ဖြည့်ဆိုပေးခြင်းတဲ့အရာလေးမျိုးရှိမလားမသိဘူးသူများအနေနဲ့ဟုတ်ဆိုတော့ GED ကနောက်ပိုင်းပေါ့နော်ဒါဒီမြန်မာနိုင်ငံအကြောင်းသားတော်တော်များများဖြေလာကြရပါအဓိကဒီအချိန်လဲတက်တာရယ်ငွေလဲတခြားtest score တွေဆိုင်ပို့ပြီးတော့အဆင်ပြေတဲ့အတွက်ကြောင့်မလို့ပေါ့နော်တော်တော်များများဖြေလာကြရယ်ပေါ့နော်ဆိုတော့ဒီမှာက APU ကတော့ GED နဲ့တင်မယ်ဆိုရင်တော့တအားကြီးတောင်းဆိုတာပါညာတော့အများကြီးတော့မရှိဘူးဒါပေမဲ့တကယ်တမ်းဟို like ပြီးတော့ follow ရမယ်လောက်ရမှာဟာလေးတော့ရှိရယ်ပေါ့နော်ဆိုတော့ဒီမှာကတော်တော်တချို့အကြောင်းသားတွေက APU လျှောက်တဲ့ခါမှာ GED လက်ထဲမှာပေါ့နော် GED result ကမရသေးဘူးပေါ့နော်GED ကိုဖြေထားတော့မယ် result ကစောင့်နေတော့အကြောင်းသားတွေရှိမယ်ပေါ့နော်အဲ့လိုစောင့်နေရင် APU ရှောက်လို့ရလားဆိုတော့အဲ့လိုမျိုးဆိုရင်တော့မရဘူးပေါ့နော်ဆိုတော့ APU ကတော့ APU ရှောက်မယ်စဉ်းစားထားရဆိုရင်တော့ကိုယ့်လက်ထဲမှာ GED result ကရှိထားရမယ်ရှိပြီးမှပဲရှောက်လို့ရမယ်ပေါ့နော်ဆိုတော့ဟိုတခြားနိုင်ငံအကြောင်းတွေနဲ့ဘယ်လိုမျိုးကွာခြားချက်ရှိတယ်တော့မပြောတတ်ဘူးဆိုပေမဲ့ဒီ GED ကနိုင်ငံလိုက်ပုံမူတည်ပြီးတော့လည်းဒီကွာခြားချက်ကရှိရတဲ့ကြောင့်ပေါ့ဒါပေမဲ့ဂျပန်ပေါ့ APU တော့ကတော့ APU ရှောက်မယ်ဆိုရင်လက်ထဲမှာ GED result ရှိဖို့လိုတယ်နောက်တစ်ခုကကြတော့ GED လျှောက်တဲ့ကျောင်းသားတော်တော်များများနည်းနည်းငယ်သေးရများတယ်ပေါ့နော်ဟိုတချို့ဆို6တန်းနဲ့ဖြေကြ9တန်းနဲ့ဖြေကြတဲ့လူလည်းရှိရပေါ့နော်ဆိုတော့ဒါပေမဲ့ APU ကိုရှောက်မယ်ဆိုရင်တော့ပေါ့နော်APU ကိုရှောက်နေတဲ့ကာလမှာ16နှစ်မပြည့်သေးရတယ်ဒါပေမဲ့ APU ကိုရောက်တဲ့အချိန်ကျရင်16နှစ်ပြည့်ရမယ်ပေါ့ဆိုတော့ဒါကတော့ GED တက်မှမဟုတ်ဘူးတခြား test score တွေနဲ့ဥပမာ IELTS တို့ TOEFL တို့တင်တဲ့ကျောင်းသားတွေအကုန်အတူတူပဲပေါ့နော်16နှစ် APU ရောက်တဲ့အခါမှာ16နှစ်ပြည့်ရမယ်16နှစ်ရှောက်နေတဲ့ခါမှာ16နှစ်မပြည့်သေးရင်ရတယ်ဒါပေမဲ့ရောက်တဲ့ခါမှာ16နှစ်ပြည့်ဖို့လိုတယ်ပေါ့နော်ဆိုတော့ age limit ကတော့16နှစ်ဖြစ်ဖို့လိုပါတယ်နောက်တစ်ခုကဒီ GED နဲ့တင်တဲ့ကျောင်းသားတော်တော်များများမေးတာကကို high school တော့တက်ခဲ့တဲ့ဒီ record တွေပေါ့နော်10တန်း9တန်း10တန်း17တန်း12တန်းအဲ့ဟာတွေလိုလားပေါ့နော်12တန်းအထိဆိုတော့မဖြေကြနိုင်ဘူးဒါပေမဲ့ချို့ကကြော10တန်းမှာရက်ပြီးတော့ GED ပြောင်းတဲ့လူတွေလည်းရှိရပေါ့ဆိုတော့အဲ့လိုမျိုးဆိုရင်တော့ကိုကလက်ထဲမှာကအဲ့ဒီ record တွေရှိရင်တော့တခါတည်းတွဲတင်တော့ကိုယ့်အတွက်ကတော့ပို့ပြီးတော့ဒီ scholarship screening process မှာပို့ပြီးတော့အထောက်အကူဖြစ်တယ်ပေါ့နော်ဒါပေမဲ့ကိုကလက်ထဲမှာကဒီ result တွေ score တွေလည်းမရှိဘူးကျောင်းကိုပြန်သွားယူဖို့လည်းခက်တယ်ဥပမာကျောင်းနဲ့နေရာဝေးသွားတာဒါမှမဟုတ်ကျောင်းဘက်ကမထုတ်ပေးရလို့လည်းရှိရပေါ့နော်အဲ့ခါကျရင်မတင်တော့ရလားဆိုတော့ရရပေါ့နော်ဆိုတော့ဒီဟာမတင်လိုက်လို့လည်း scholarship percentage ကနေဝါမှာလားပါညာအဲ့လိုတော့မရှိပါဘူးတင်ပေးရင်တော့ကိုယ့်တက်ကပို့ပြီးတော့အထောက်အကူဖြစ်တယ်ဆိုပေမဲ့မတင်တဲ့ကိစ္စတော့မရှိဘူးပေါ့ဆိုတော့ကိုကရှိရင်လည်းတခါတည်းတွဲတင်ပေးမရှိဘူးဆိုရင်လည်းဒီတိုင်းပဲ GED result တက်တက်ပဲတင်လိုက်လို့လည်းရတယ်ပေါ့နော်ဆိုတော့နောက်မေးခွန်းတစ်ခုကကြတော့ဒီ GED နဲ့တင်မယ်ဆိုရင်minimum အမှတ်တွေကဘယ်လောက်လဲပေါ့နော် minimum ဘယ်လောက်မှ APU ကိုရှောက်လို့ရမယ်ဒါမေးရရှိရပေါ့နော်ဆိုတော့ APU ကတော့ minimum score သတ်မှတ်ထားတာဘာမှတော့မရှိဘူးပေါ့နော်ဆိုတော့ဒါပေမဲ့ GED official website မှာလည်းပြောထားဒီ average college ready level အမှတ်ပေါ့နော်ဆိုတော့တဘာသာ165မှတ်နဲ့စုစုပေါင်း660ကို recommend နေပေါ့နော်ဆိုတော့ APU ကတော့660ထက်နေရင်တော့သူတို့ဘက်ကဘာ recommend လဲဆိုရင်တော့နောက်တစ်ခေါက်ပြန်ဖြေရဖြစ်ပြီးတော့ပေါ့နော်ပြန်လျှောက်တာမျိုးပို့ပြီးတော့ recommend ပါတယ်မဟုတ်ရင်ကျတော့ကိုကဒီရရဲဆိုပြီးတော့minimum score ကတော့မရှိဘူးဆိုလျှောက်လိုက်ပြီးမှ APU ဘက်ကနေမှဟိုမျိုးလက်မခံဘူးဆိုရင်ပေါ့နော်ဒီapplication ပတ်စံလည်းလက်ကားကုန်တယ်ပေါ့နော်9000ဆိုရင်လည်းမြန်မာငွေနဲ့ဆို3သိန်းခွဲ2သိန်းလောက်ရှိရတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဆိုတော့အဲ့ဒါစားပေါ့နော်ကိုလိုချင်တဲ့အမှန်မရသေးဘူးဆိုရင်တော့နောက်တစ်ခေါက်ဖြည့်ပြီးတော့ပြန်လျှောက်ဖို့တော့ recommend ပေးပါတယ်ဆိုတော့ဒါကတော့ GED နဲ့ပတ်သက်တဲ့အမေးများအမေးခွန်းတွေရပေါ့နော်နောက် GED နဲ့ပတ်သက်တဲ့အကြောင်းအရာတွေဖြစ်ပါတယ်ကျေးဇူးပါလို့ဒီ GED နဲ့ပတ်သက်လာတဲ့တော်များများအမေးများကြတယ်နော်အဲ့တော့အခုလိုတချို့ဒီထဲမှာအခုwebinar မှာရောက်နေတဲ့သူတွေမှာ GED ဖြည့်ပြီးတော့ရှောက်ဖို့ပြင်နေတဲ့သူတွေရှိမယ်ဆိုလို့ရှိရင်ခုနဆွေးနွေးပြောရတဲ့ကတနေ့အထောက်အကူဖြစ်သွားမယ်လို့မျှော်လင့်ပါတယ်လို့အဲ့လိုခုနကတော့တခုပြောချင်တာကအဲ့လို GED မှာ minimum score တော့မရှိဘူးပေါ့နော်ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်များထားရင်တော့ကောင်းတယ်အဲ့လိုပုံစံမျိုးပေါ့နော် recommend လုပ်တာများထားရင်တော့ကောင်းတယ် minimum score တော့မရှိဘူးဆိုရင်များထားရင်တော့ကောင်းတယ်
ပြီးတော့နောက်တစ်ခုကကျအဲ့လိုအသက်အပိုင်းခြားပေါ့နော်အဲ့လို maximum အသက်တော့မရှိပေမဲ့အဲ့လိုသူတို့နောက်အောက်ဆုံးအဲ့လိုသတ်မှတ်ထားတဲ့အသက်ကကျ16နှစ်ပြည့်နေရမယ်ပေါ့နော်အဲ့လို16နှစ်ပြည့်ရဲ့ဟာကိုမှရှောက်နေတဲ့အချိန်မှာ16နှစ်မပြည့်လဲရတယ်ခုနကဆုမြပြောသွားသလိုပဲပြီးတော့အဲ့လိုဂျပန်ရောက်တဲ့အချိန်မှာတချို့ကြတယ်လို့16နှစ်မပြည့်သေးရရှိရပေါ့နော်ဒါပေမဲ့16နှစ်ကဘယ်အချိန်မှာပြည့်နေရမလဲဆိုရင်ကြတော့ဥပမာကိုက April intake အတွက်လာမယ်ဆိုလို့ရှိရင် April လ10ရက်နေ့မှာကျောင်းဆောက်ခွင့်နဲ့နေ့ဒါကျောင်းပထမဆုံးနေ့ဆိုရင်အဲ့ဒီ10ရက်နေ့မှာ16နှစ်ဖြစ်နေရတယ်။ဘာလို့ဆိုဒီမှာဆိုလို့ရှိရင်လည်းရှိရပေါ့နော်။ဘာလို့လဲဆိုတော့တချို့ကလေးဒီနောက်ပိုင်းလာတဲ့ဂျူနီယာလေးဆိုလို့ရှိရင်အဲ့လို6တန်းပြီး9တန်းပြီးနဲ့ GD တန်းပြည့်ပြီးလာကြတာမျိုးဆိုတော့အသက်တွေကအဲ့လိုငယ်သေးရပေါ့နော်။ငယ်သေးတော့သူတို့ဆိုလို့ရှိရင်အဲ့လိုကျောင်းဂျပန်ရောက်ချင်းနဲ့ကျောင်းဖွင့်ခင်ဂျားထဲမှာဗဒီလောက်ကြရပေါ့နော် AP လောက်ဆိုဆိုဆိုဗဒီလောက်ကြရဲဆိုတော့အဲ့ဒီဂျားကာလအတွင်းမှာပြည့်လဲရရပေါ့နော်တကယ်ပြည့်ဖို့လိုတာကတော့အဲ့လိုကျောင်းပထမဆုံးရက်မှာပြည့်ရမယ်အဲ့လို session ပြည့်ရမယ်ဆိုရယ်ကန့်သက်ချက်လေးတစ်ခုတော့ရှိပါတယ်လို့ဟုတ်ဒါကတော့အဲ့လို APU မှမဟုတ်ဘူးဒီဂျပန်နိုင်ငံအကြောင်းတိုင်းပဲပေါ့နော် session ပြည့်ရမယ်ဆိုရယ်အဲ့လိုကန့်သက်ချက်လေးတစ်ခုတော့ရှိပါတယ်အဲ့တော့ဒါကကြောင့်အဲ့လို GD နဲ့ပတ်သက်တဲ့အကြောင်းအရာလေးပေါ့နော်အဲ့လိုဆက်ပြီးတော့အဲ့လိုဆွေးနွေးခြင်းတဲ့အကြောင်းအရာလေးကကြတော့ဒီညီမတို့ရဲ့အဲ့လိုတမယိုးကြအသွားနေတဲ့ပုံစံပေါ့နော်ဥပမာစနစ်ဟောင်း10တန်းပြီးရယ်စနစ်တစ်12တန်းပြီးရယ်အဲ့ဒါဆိုရင်ရှောက်လို့ရလားပေါ့ဘာလို့လဲဆိုတော့အဲ့လိုဒီ APU ကတောင်းတဲ့ပညာရေးအပိုင်းခြားကြတော့12တန်းပြီးထားရမယ်ဆိုတဲ့ဟာမျိုးသူတို့တောင်းနေပေါ့နော်ဒါပေမဲ့ညီမတို့ရဲ့အဲ့လိုစနစ်ဟောင်းကိုကြည့်မယ်ဆိုရင်ကြတော့သူရနန်းကနေ10တန်းအထိဆိုလို့ရှိရင်ညီမတို့ရဲ့ပညာရေးအပိုင်းခြားက17နှစ်ပဲရှိသေးတယ်ပေါ့နော်အဲ့ဒါမျိုးဆိုရင်လက်ခံလားဘယ်လိုချင်းမျိုးရှိလဲဆိုတော့မျိုးစင်တစ်ချက်လောက်ကြည့်ချင်ပါတယ်ဟုတ်ကဲ့ဒီပညာရေးနဲ့ပတ်သက်ပြီးတော့ဗောနော်ဒီတမတ်ချက်သူတို့ဂျပန်နိုင်ငံအစိုးရတမတ်ထားတာတော့သူတို့ဘယ်တက္ကသိုလ်ပြည့်ရှောက်ရင်7နှစ်ပညာရေးအနည်းဆုံးရှိရမယ်ဗောနော်ဒီ APU ကနေပြီးတော့တမတ်တာကတော့မြန်မာနိုင်ငံ10တန်းဗောနော်ကျွန်တော်တို့အခုအရင်တော့10ပဲရှိခဲ့စနစ်တစ်မစခဲ့စနစ်ဟောင်း10အောင်ထိုင်ဒါစနစ်နဲ့ education ရှိရလို့တမတ်တယ်တမတ်ပြီးတော့အဲ့ဒါကိုရှောက်လို့ရတယ်အဲ့လိုပဲအလားတူပဲဒီခုဒီစနစ်တန်းအတွက်တယ်စနစ်တန်းပြီးွားရင်စနစ် education ရှိရဲ့အတွက် APU ရှောက်လို့ရတယ်အဲ့လိုမျိုးတမတ်ချက်ရှိရပေါ့နော်ဒီမှာတစ်ခုရှိတာကကြတော့ထားပါတော့ဒီစနစ်ကိုကစနစ်တန်းမှာစနစ်လောက်ပဲတက်ပဲပေါ့နော်စနစ်တန်းကြီးပဲတက်ပြီးွားရင်အဲ့စနစ်ခဏရက်မယ်ရက်ပြီးတော့ဒီဒါပါတော့ဒီဂျပန်နိုင်ငံ language school တက်ဖို့ပြလာပြီးတခြားသောနေရာမှာ2နှစ်ထပ်ပြီးတော့ education institution ဟာမျိုးမှာ2နှစ်ထပ်ပြီးတက်တာပြီးအဲ့မျိုးအကျုံးဝင်လာပေါ့နော်ကျုံးဝင်လာဆိုရင်တော့မရပါဘူးပေါ့နော်ဒီကျွန်တော်စနစ်အောင်တိုင်းအောင်လားမအောင်တိုင်းဒီစနစ်တန်းအောင်ထားမှရမယ်ပေါ့နော်အဲ့ဒါမှကျွန်တော်ဒီ AP ကိုရှောက်လို့ရမယ်ဘာဖြစ်လို့လဲဆိုတော့သူကဒီ education institution တစ်ခုခုပေါ့နော်ဒီတတ်မှတ်ပြုထားတဲ့စနစ်တန်းဒီ education ကပြီးထားမှာပေါ့နော်ပညာရေးကပြီးထားမှရမှာဖြစ်တဲ့အတွက်အဲ့လိုမှရှောက်လို့ရမယ်ပေါ့နော်အဲ့လိုတတ်မှတ်ချက်လေးတော့ရှိပါတယ်ခင်ဗျဟုတ်ကဲ့ရှင်ဟုတ်မျိုးစစ်ပြောသွားသလိုပဲပေါ့နော်အဲ့လိုနောက်ပိုင်းကကြတော့ဘယ်လိုပဲဖြစ်ဖြစ်လို့ case တန်နေနေများလာရပေါ့နော်ဥပမာစနစ်ဟောင်းက10တန်းပြီးရ okay အဲ့ဒါလက်ခံနေဆိုပေမဲ့စနစ်တက်မှာကြဘယ်လိုပဲဖြစ်10တန်းထိပြီးထားရဲပြီးတော့ကိုက language ကို2နှစ်တက်ထားရဲအဲ့ဒါဆိုလို့ရှိရင်ဟိုကိုယ့်ရဲ့ပညာရေးကဘယ်လိုဖြစ်12တန်းတော့ကျော်နေရပေါ့နော်ဒါပေမဲ့တို့ကအဲ့လို language ကို institutional academic လမ်းကြောင်းအနေနဲ့မတတ်မှတ်ဘူးပေါ့နော်အဲ့လိုမျိုးဆိုတော့အဲ့ဒီဟာအကျုံးဝင်တာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီဟာကိုလည်းနည်းနည်းလေးတော့သတိထားသေးချင်ပါတယ်လို့ဘာလို့လဲဆိုတော့တချို့မြန်မာတွေထဲမှာလည်းရှိရပေါ့နော်စနစ်တစ်10တန်းပြီးလာတယ်ပြီးတော့ဒီမှာဆက်ပြီးတော့ language school တက်ကြရပေါ့language school ပြီးတော့ဖြစ်တဲ့ကြောင့် AP ကိုရှောက်ချင်တယ်အဲ့လိုမျိုးဆိုလို့ရှိရင်ကြတော့မရဘူးပေါ့နော်အဲ့ဒါကကြတော့တို့ဒီ admission office ဘက်ကကိုယ်တိုင်ပြောထားဖြစ်တဲ့အတွက်ကြောင့်အဲ့လိုပုံစံမျိုးတော့မရတာဖြစ်တဲ့အတွက်ကြောင့်ဒီ academic institution ပေါ့နော်အဲ့ဒီကနေ12နှစ်ပြီးမှရမှာဖြစ်တဲ့အတွက်ကြောင့်အဲ့တခုတော့တတိပြုသိချင်ပါတယ်ဟုတ်အဲ့တော့ဆက်ပြီးတော့မှဒီနဲ့ပတ်သက်တာလည်းပြောပြီးပြီညီမတို့ရဲ့ဒီ traditional route ပေါ့နော် traditional educational route အကြောင်းတွေလည်းပြောပြီးပြီဆိုတော့AP ကိုရှောက်ချင်တဲ့သူတွေအနေနဲ့ပေါ့နော်အဲ့လိုဘယ်အချိန်မှာဘယ်လိုရှောက်လို့ရလဲဘယ် intake တွေကတော့အခုချိန်ဒီလက်ခံနေသေးလဲဆိုတဲ့ဟာနဲ့ပတ်သက်ပြီးတော့ major တွေတစ်ချက်လောက်တော့မေးကြည့်ချင်ပါတယ်ဟုတ်ဆိုတော့အမတို့ဒီ application timeline ပေါ့နော်အဲ့ဒါကကြတော့အမတို့နှစ်ပိုင်းရှိရယ်ဆိုတော့ first year နဲ့ဒီ second year transfer တွေအတွက်ကကြတော့ timeline တစ်ခုရှိမယ်နောက်တစ်ခုကဒီ third year transfer ပေါ့နော်ဆိုတော့အခုအမပြောသွားမယ့် timeline ကကြတော့ဒီမြန်မာနိုင်ငံကနေရှောက်ချင်တဲ့ကျောင်းသားတွေအတွက်first year နဲ့ second year transfer timeline ကိုချက်ပြပြချင်တယ်နော်ဆိုတော့အမတို့က intake တစ်ခုစီတိုင်းကိုround 4ခုဖွင့်ပေးရယ်ဆိုတော့အခု April intake လဲဆိုလို့ရှိရင်အမတို့ June 9ရက်နေ့ကနေ October 15ရက်နေ့ထိပေါ့နော်application deadline ကဆိုတော့အဲ့ဒီထဲမှာ round 4ခုလုံးပါတယ်ဆိုတော့အမတို့အသေးစိတ်ကိုတော့ round တစ်ခုချင်းစီရဲ့ deadline နဲ့ဒီ result date တွေကိုတော့အမတို့ website မှာသွားပြီးတော့ check လုပ်လို့ရတယ်ပေါ့နော်ဆိုတော့အမခုနကအရှိမ housing ပြောတော့mention လုပ်ခဲ့တဲ့ဟာလေးပေါ့နော်ဆိုတော့အမ housing scholarship ကကြတော့4 round လုံးဖွင့်ပေမဲ့4 round လုံးမှာရှောက်လို့မရဘူးပေါ့နော်ဆိုတော့ပထမအဆုံး first period နဲ့ first round နဲ့ဒီ second round မှာပဲဒီ housing scholarship ကိုရှောက်လို့ရတယ်ဆိုတော့ housing ကိုတွဲပြီးတော့ရှောက်ရှင်တဲ့ကျောင်းသားတွေအနေနဲ့ကကြတော့မြန်မြန်လေးစောစောလေးရှောက်ဖို့ပေါ့နော်အကြံပြုချင်တယ်ကျွန်တော်တို့ second round ထိပဲလက်ခံမှာဆိုတော့ပေါ့နော်ဆိုတော့နောက်တစ်ခုကကြတော့ဒီ September intake ကကြတော့အမတို့ဒီအခု September 1ရက်နေ့ကနေစဖွင့်ပေးထားပြီးတော့2026 March 4ရက်နေ့ထိအမတို့ဖွင့်ပေးထားတယ်ပေါ့နော်ဆိုတော့ဒါကလောလောဆယ် September intake အတွက်
deadline ဒီ September မှာလည်းအဲ့လိုပဲ housing scholarship တို့ကကြတော့မတို့ first round နဲ့ second round မှာလည်းလက်ခံတော့မှာဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုကဒီ additional application period ပေါ့နော်ဆိုတော့ခုနက round တစ်ခုလုံးမမီတဲ့သူတွေအတွက်နောက်ထပ် additional period ဖွင့်ပေးရမျိုးတွေလည်းမတို့ရှိရဲဒါပေမဲ့ date တွေကတော့အဲ့လိုအတိအကျတော့မထွက်သေးဘူးပေါ့နော်ဆိုတော့အမတို့အနေနဲ့အဲ့ဒါနဲ့ပတ်သက်တဲ့ date ကိုတော့ website မှာဟိုသူတို့ update လုပ်သွားမှာပေါ့နော်ဆိုတော့ဥပမာအနေနဲ့ပြောရရင်ကိုက September intake လာမယ်ဆိုလို့ရှိရင်ဒီ additional period နဲ့ပတ်သက်တဲ့ဟာတွေကိုမတို့ဒီ April လအစပိုင်းလောက်မှာပေါ့နော်တင်ပေးလေးရှိတယ်ပေါ့နော်ဆိုတော့ဒီ timeline လေးကိုလည်းဒီ website မှာပုံမှန်လေး check လုပ်စီချင်ပါတယ်နောက်တစ်ခုကျတော့ဒီ third year transfer ပေါ့နော်ဆိုတော့ third year transfer ကကြတော့အမတို့နိုင်ငံကပဲဖြစ်ဖြစ်round က deadline ကတစ်ခုပဲရှိရပေါ့နော်ဆိုတော့ April တက်ဆိုလို့ရှိရင်လည်းJune 9 ရက်နေ့ကနေ September 2 round တစ်ခုပဲဖွင့်ပေးထားရပေါ့နော်နောက်တစ်ခုကျတော့ဒီ September intake ဆိုလို့ရှိရင်လည်းဒီ January 22 ရက်နေ့ကနေ March လ2026 March လ4 ရက်နေ့ထိပေါ့နော်ဆိုတော့ဒါကတော့ဒီ April နဲ့ September ဟိုမှာတက်ရ transfer ဆိုတော့နောက်တစ်ခုကခုနပြောရင်နိုင်ငံပေါ့နော်အမအခုပြောသွားတဲ့ဟာတွေကကျတော့ဒီမြန်မာနိုင်ငံကနေပဲရှောက်မဲ့ကန်းသားတွေတည်တံ့ timeline ဒါပေမဲ့တကယ်လို့များပေါ့နော်ကိုကလက်ရှိမှာအခုထိုင်းတခြားနိုင်ငံပေါ့နော်ထိုင်းလန်တို့ပေါ့ရောက်နေရဲ့အဲ့ရနေရှောက်ရှင်နေဆိုရင်ဘယ်လိုရှိမလဲပေါ့ဆိုတော့အဲ့ပုံမှာနည်းနည်းလေး confuse ဖြစ်နိုင်တဲ့ဟာလေးရှိရပေါ့နော်ဆိုတော့အမတို့ကခုနကပြောသွားတဲ့ timeline တွေကကိုအဲ့ကကျတော့ဘယ်မှာမူတည်မလဲဆိုတော့ကို COE ထုတ်မဲ့ကို issue လုပ်မဲ့နိုင်ငံမှာမူတည်မယ်ခင်ဗျပေါ့နော်တကယ်လို့ကိုကမြန်မာနိုင်ငံသားပဲဒါပေမဲ့လက်ရှိထိုင်းမှာနေနေရဲ့ဒါပေမဲ့ပြီးတော့ထိုင်းမှာပဲCOE ထုတ်မယ်ဆိုလို့ရှိရင်တော့အမတို့ထိုင်းလန်အတွက်တက် timeline တစ်ခုရှိရပေါ့နော်ဆိုတော့အဲ့ဒါတွေကိုကျတော့ကျွန်တော် website မှာနိုင်ငံအလိုက်သူ့ရဲ့ timeline လေးပြီးစိရှင်းပြတာရှိရပေါ့နော်ဆိုတော့အဲ့ timeline လေးတွေတစ်ချက် check လုပ်စီခြင်းနဲ့ဒါမှမဟုတ်ခုနပြောလိုပဲမြန်မာနိုင်ငံမှာပဲနေပြီးတော့ COE ကိုလည်းမြန်မာနိုင်ငံကပဲissue လုပ်မယ်ဆိုရှင်တော့ခုနပြောလာတဲ့ timeline လေးအတိုင်းပဲရှောက်လို့ရတယ်ပေါ့နော်ဟုတ်ကျေးဇူးပါလို့Marjorie အနေနဲ့လည်းဒီပါလို့ application timeline အနေနဲ့ရောလို့တခြား connection အနေနဲ့ပတ်သက်ပြီးတော့တော်တော်ပြည့်ပြည့်စုံစုံပြောသွားပြီးရပေါ့နော်ဒီတော်တော်များများအဲ့လို Marjorie ခုနပြောထားတဲ့အတိုင်းပဲတော်တော်များများ confuse ကြတာကြတော့အဲ့လိုတချို့ရေဆိုလို့ရှိရင်အခု Thailand မှာနေနေတဲ့သူတွေရှိပြီပေါ့နော်ဒါပေမဲ့အဲ့လိုများသောအားဖြင့်ကတော့ Thailand မှာနေနေလဲကွာလီမာနိုင်ငံသားဖြစ်တဲ့အတွက်ကြောင့် COE ကဘယ်လိုပဲဖြစ်မြန်မာနိုင်ငံမှာပြန်ပြီး issue ရတဲ့ကိစ္စမျိုးပဲပေါ့နော်အဲ့လိုမျိုးဆိုတော့ကို follow မဲ့ timeline ကနေနေတဲ့အဲ့လိုမျိုးရဲ့နေနေတဲ့နိုင်ငံရဲ့ timeline မဟုတ်ဘဲနဲ့ကိုတကယ် COE issue လုပ်မဲ့နိုင်ငံရဲ့ timeline ကိုတစ်ချက်တော့သတိပြုနေခြင်းနေပေါ့နော်ဘာလို့လဲဆိုတော့ကိုက general timeline ဆိုလို့ရှိရင်ကျတော့ timeline ကများတယ်ဒါပေမဲ့တချို့အဲ့လိုနိုင်ငံနဲ့အလိုက်အမှကိုရီးယားဆိုလဲကိုရီးယား China ဆိုလဲ China Thailand ဆိုလဲ Thailand အဲ့နိုင်ငံနဲ့အလိုက်ကွာတဲ့အဲ့လို application timeline တွေလည်းရှိရပေါ့နော်တချို့ဟာတွေဆိုလို့ရှိရင်general timeline ကကျတော့9ခုလောက်ရှိတယ်ဆိုလို့ရှိပေမဲ့တခြားနိုင်ငံ specific နိုင်ငံတွေအတွက်ကကျတော့3ခုလောက်ပဲရှိရမျိုးအဲ့လိုပုံစံမျိုးတော့ရှိရပေါ့နော်အဲ့တော့ဒါပေမဲ့ကိုကဟုတ်ပြီမြန်မာနိုင်ငံသားဆိုပေမဲ့ ထိုင်းမှာအဲ့လို COE issue လုပ်လို့ရတယ်ဆိုရင်တော့ဒါထိုင်းရဲ့ application timeline ကိုတစ်ချက်သတိပြုပြီးတော့အဲ့လို timeline လွတ်သွားတာမျိုးမဖြစ်ရအောင်ပေါ့နော်တစ်ချက်တော့သတိပြုပြီးရှောက်စီချင်ပါတယ်လို့ပြောလဲဆိုတော့ကိုကအကုန်လုံးပြင်ထားပြီးမှ timeline မှာကြည့်ပြီးတော့ submit မလုပ်လိုက်ရဘူး deadline မှားသွားရဆိုလို့ရှိရင်ကျတော့တော်တော်လေးနှမျိုးဖို့ကောင်းတဲ့ကိစ္စဆိုတော့ဟုတ်ဒါကကြတော့ညီမတို့ဒီနေ့တော်များများတော့အဲ့လိုပြောပြီးပြီထင်တယ်ပေါ့နော်ဒီနေ့ကတော့ပုံမှန်အဖြစ် general information နဲ့တခြား scholarship နဲ့ပတ်သက်တဲ့ကိစ္စတွေကိုပဲပြောပြရဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ content လေးကတော့တော်တော် cover သွားပြီလို့မျှော်လင့်ပါတယ်လို့အကုန်လုံးသိချင်နေတဲ့တချို့ content တွေကိုလည်း cover ပေးသွားနိုင်မယ်လို့မျှော်လင့်ပါတယ်အဲ့တော့ဒီနောက်ဆုံးအနေနဲ့ပေါ့နော် Q&A session လေးမတိုင်ခင်မှာဒီအခုလက်ရှိ APU မှာကျောင်းတက်နေတဲ့ကျောင်းသူကျောင်းသားရေးစီကနေပြီးတော့တို့တော့အဲ့လိုတွေ့ကြုံခဲ့အတွေ့အကြုံအနေငယ်လာတော့မြင်မြန်ချင်တယ်ပေါ့နော်အဲ့လိုဘယ်လိုအကြံပေးချင်တာမျိုးရှိလဲဘယ်လိုဟာမျိုးတွေတော့ကြိုတင်ပြင်ဆင်ချင်တာမျိုးရှိလဲပေါ့နော်အဲ့လိုဒီ APU ရဲ့ဒီကျောင်းလျှောက်တဲ့ကိစ္စနဲ့ပတ်သက်တာဖြစ်ဖြစ်ဒါမှမဟုတ်ဒီမှာကျောင်းတက်နေတဲ့အချိန်မျိုးမှာ living style နဲ့ပတ်သက်လို့ living expense နဲ့ပတ်သက်လို့အကြံပြုချင်တာဖြစ်အဲ့လိုရှိရဲဆိုလို့ရှိရင်တစ်ချက်လောက်မြင်ကြည့်ချင်တယ်ပေါ့နော်ဒီ sample တွေခိုက်အဲ့တော့အရင်ဆုံးစုမြတ်ကနေဆက်လာပြောပြပါအောင်ချင်းဟုတ်ဆိုတော့ပေါ့နော် APU လျှောက်ဖို့တေချာသွားပြီဆိုရင်တော့ဒီ application မလျှောက်ခင်မှာပေါ့လုပ်စီချင်တဲ့ဟာတစ်ခုကတော့ checklist တွေတစ်ခုလုပ်စီချင်တယ်ပေါ့နော်ဘာလို့ဆိုတော့ဒီတခြားနိုင်ငံတွေရောတေချာတော့မပြောတော့ဘူးဆိုရင်ဂျပန်ကအကြောင်းတော်များများပေါ့နော် university တော်တော်များများကလျှောက်တဲ့ process ကတအားရှုပ်တယ်တအားတင်ရတဲ့ဟာများတယ်ပေါ့နော်အဲ့ခါကျတော့ဟိုကြံဒီကြံလေးရှိတတ်တဲ့အတွက်ကြောင့်မလို့ပေါ့ဖြစ်နိုင်တော့ checklist တွေတစ်ခုလုပ်ထားရင်တော့ပို့ပြီးတော့ကိုယ့်အတွက်လည်းအထောက်အကူဖြစ်မယ်လို့တော့ထင်တယ်ပေါ့နော်ဟိုဒါတော့မှ APU ကရှင်းပြောတခြားအကြောင်းတွေထက်ဆိုင် process ကတော်တော်လေးနည်းပြီးတော်တော်လေးရိုးရိုးရှင်း website ထဲသွားတခါရဲရှောက်တာဒါလုပ်ပြီးဒါပေမဲ့တချို့အကြောင်းတွေဆိုအများကြီးတင်ရတယ်ရှိရပေါ့နော်ဆိုတော့အဲ့အကြောင်းမလို့ကိုက agency နဲ့ရှောက်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုယ့်ကိုတယောက်တည်းပေါ့နော်ကိုယ့်ကိုပဲရှောက်တာဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးဆိုရင်တော့မှကို checklist တစ်ခုလုပ်ထားရင်ပို့ပြီးတော့ကိုယ့်အတွက်အသုံးဝင်မယ်လို့ထင်တယ်ပေါ့နော်နောက်ဒီ agency တွေဘာရကြတော့လဲ vision ပြောကိုတယောက်တည်းတိုင်နေရမဟုတ်ဘူးပေါ့နော်ကိုတခြားကိုနဲ့တူလိုပဲတခြားကြောင်းသားတွေလည်းရှိရတဲ့အတွက်ကြောင့်မလို့ဟိုဒီလိုမျိုးကိုယ့်ကိုအသေးစိတ်လိုက်ပြီးလုပ်ပေးနိုင်မယ်ဟိုလိုမျိုးလုပ်ပေးနိုင်မယ်တော့မထင်ဘူးပေါ့နော်အဲ့ခါကျတော့ဖြစ်နိုင်တော့ကိုယ့်ကိုလည်း checklist လုပ်ထားနောက်
interview အတွက်လေ့ကျင့်တာတွေလည်းကောက်ကိုလို့ပေါ့နော်နောက် essay ဆိုလည်းခုနကပြောခဲ့တဲ့အတိုင်းပေါ့နော်ဒီကျောင်းရဲ့ vision တွေ mission တွေနဲ့ချိန်ပြီးတော့ကိုယ့်ရဲ့ passion တေချာပြ interview အတွက်ဆိုလည်းအဲ့လိုပဲဒီinterview မှာ scholarship မေးခွန်းတွေမေးလေးရှိရမေးခွန်းတွေများများ practice လုပ်ပေါ့နော်ပြီးတော့မေးခွန်းလာရင်ဘယ်လိုဖြေမလဲဆိုတော့အချိန်ကလည်း3မိနစ်ပဲရတဲ့အတွက်ကြောင့်ဘယ်လိုပေါ့နော်ဒီ3မိနစ်တည်းမှာကိုကတိတိမိမိနဲ့ဘယ်လိုဖြေမလဲပေါ့နော်ဆိုတော့ဒါတွေကအရေးကြီးရလို့တော့ထင်တယ်ပေါ့နော်နောက်ဒီ motivational အနေနဲ့ motivational တော့မဟုတ်ပေါ့နော်နည်းနည်းတော်တော်များများသိချင်တာအလုပ်ကိုင်းနေပါကြတော့ဒီမှာအဆင်ပြေလား part time လုပ်လို့ရောလွယ်ကူလားပေါ့နော်ဆိုတော့အမားတို့မျိုးကတော့ဒီနယ်ဘက်မျိုးဆိုပေမဲ့နည်းနည်းtourism မျိုးလို့ပြောလို့ရတယ်ပေါ့နော်ဒီကိုရီးယားခရီးသွားတအားလာတဲ့အတွက်ကြောင့်မလို့ဒီမျိုးကခရီးသွားဒီလုပ်ငန်းတော့အဆင်ပြေပေါ့နော်အဲ့ခါကျတော့လုပ်ငန်းအလုပ်ကိုင်းဒီ part time ကတော့အမအနေနဲ့ပြောရမယ်ဆိုတော့အရင်တော့ခက်ခဲမဟုတ်ဘူးကိုကဂျပန်ကိုလာမယ်ကိုဒီ expert တွေကောက်ကပါမယ်ပေါ့နော်အလုပ်ကတော့အဆင်ပြေပါမလားသိချင်တဲ့လူတွေရှိမှတင်တယ်ပေါ့နော်ဆိုတော့အလုပ်ကိုင်းကတော့ကိုတေချာရှာတို့ကိုတော့တို့ပေါ့နော်ပတ်စံနဲ့ zoom တွေတို့အဆင်ပြေပါတယ်ဆိုတော့overall ခြုံပြောရမယ်ဆိုတော့ ABU မှာတော့ကိုစူးစမ်းတို့ပေါ့နော်ကိုအတွက်အခွင့်အလမ်းတွေအများကြီးပဲပေါ့နော်တချို့ကို ABU ကချိန်ထားတဲ့အကြောင်းတွေလည်းအများကြီးရှိတယ်လို့နောက်ဒီ competition တွေ case တွေနောက်အများကြီးပေါ့နော်ကိုအမားတို့တော့မသိတဲ့အပိုင်းတွေရှိရပေါ့ဆိုတော့ကိုလို့ရင်လို့တို့မျိုးကိုအတွက်အခွင့်အရေးတွေလည်းစောင့်နေရပုံမီကောင်းကောင်းတွေလည်းစောင့်နေဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကပေါ့နော်ဒီကပို့ပြီးတိုးတက်ချင်တယ်ပို့ပြီးတော့တခုခုပေါ့ဖြစ်ချင်တယ်ဆိုရင်တော့ABU ကိုရှောက်ဖို့ကောင်းတော့ကြိုက်တယ်ရှင့်ဟုတ်အဲ့ဆိုရင်တော့ကျေးဇူးပါလို့သူ့ရဲ့အနေနဲ့လည်းတော်တော်ပြည့်စုံစုံပြောသွားပြီးရပါတော့ဒီခမပြောတဲ့အတိုင်းပဲဒီမှာကတော့အလုပ်ရဖို့တော့မခက်ဘူးပေါ့နော်အလုပ်ရဖို့တော့မခက်ဘူးအလုပ်မရွေးဘူးဆိုရင်အလုပ်ရဖို့တော့မခက်ဘူးမရွေးဘူးဆိုရင်အလုပ်ရဖို့တော့မခက်ပါဘူးဟုတ်အဲ့ဆိုရင်တော့ဆက်ပြီးတော့ Mancheri တစ်ချက်လောက်ဗာလေးများပြောချင်တာရှိမလားဟုတ်တော့အမတို့ကဒီနေ့ application နဲ့ပတ်သက်တာတွေပဲပြောရတာဆိုတော့application နဲ့ပတ်သက်ပြီးတော့မှထပ်ပြီးတော့နည်းနည်းဖြည့်ဆွတ်ချင်တာလေးပေါ့နော်ဆိုတော့ခုနကလည်းစမြန်းတဲ့အချိန်မှာ tips တွေအများကြီး sharing လုပ်ပေးသွားတယ်ဆိုတော့အဓိကကအမတို့ဒီ application ရေးတဲ့အခါမှာ essay ရေးရတယ်ဆိုတော့အဲ့မှာကအဓိက APU ကသူ့ရဲ့ vision mission တွေပေါ့နော်အမတို့ website မှာလည်းသူတို့အမြဲ highlight လုပ်ထားတဲ့ဟာလေးရှိရပေါ့ဆိုတော့ကိုရဲ့ဒီ application essay ကိုပြင်ဆင်တဲ့အခါမှာခုနကပြောတဲ့ APU ရဲ့ vision mission တွေပါလေ့လာပြီးတော့မှကိုရဲ့လက်ရှိရှိထားပြီးသား experience တွေချိတ်ဆက်ပြီးတော့ရေးပေးနိုင်တယ်ပြီး interview မှာလည်းအဲ့လိုမျိုးတွေထည့်သွင်းပြပေးနိုင်မယ်ဆိုလို့ရှိရင်တော့ကိုရဲ့ application ကပို့ပြီးတော့ strong ဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကapplication timeline ပေါ့နော်ဆိုတော့ခုနကအမပြောသွားသလိုပဲ APU ကသူ့ရဲ့ application timeline ကပြောရရင်ဖွင့်ပေးရတယ်နည်းနည်းစောတယ်ပေါ့နော်နောက်နှစ် April intake အတွက်ဆိုရင်ဒီနှစ်ဇွန်လလောက်တည်းကဖွင့်ပေးရမျိုး deadline တွေဆိုလည်းအောက်တိုဘာလလောက်တည်းကပြီးနေရမျိုးပေါ့နော်ဆိုတော့အမတို့ကအဲ့လိုအရန်ကတ်မှပြင်ဆင်တာတဲ့ application timeline ကိုလည်းတစ်ချက်ကြည့်ပြီးတော့ကိုကလည်းရှောက်ဖို့plan လုပ်ထားရဆိုလို့ရှိရင် sorry ရတခြားလေး well prepare လုပ်ထားသိချင်တယ်ပေါ့နော်ဆိုတော့ဟုတ်နောက်တစ်ခုကfinancially ဘိုင်းကတော့အများကြီးတော့မဟုတ်ဘူးပေါ့နော်ဆိုတော့ခုနပြောလို့အမတို့ part time job တွေကလည်းရောက်ပြီးတစ်လလောက်လောက်ချင်းတစ်လလောက်မှာတော့လုပ်ဖို့တော့အရင်အဆင်မပြေတော့သေးဘူးပေါ့နော်ဘာလို့စားရနေလို့မယ်ဆိုတော့ဒီတစ်လလောက်မှာသုံးစီးလောက်ကိုလောက်ထိတ်လာတာပေါ့နော်စားရှိတဲ့နေ့အဲ့လိုမျိုးလေးပြင်ဆင်ထားမယ်ဆိုရင်တော့အဆင်ပြေပါတယ်နောက်တစ်ခုကဒီလက်ရှိ APU မှာလည်းမြန်မာ community ကတော်လေး strong ဖြစ်နေပြီပေါ့နော်ဆိုတော့ညီမကျောင်းသားတွေလည်းအများကြီးဖြစ်နေပြီဆိုတော့တခုခုအကူအညီလိုအပ်တာပဲဖြစ်ဖြစ်ရှိမယ်ဆိုရင်အကူအညီပေးမဲ့ senior တွေလည်းအဆင်သင့်ရှိနေရပေါ့နော်ဆိုတော့ဟုတ်အရင်စိတ်မပြဘူးမဲချယ်ပြောတဲ့အတိုင်းပဲပေါ့နော်ဒီမှာဘယ်လိုပဲဖြစ်ဖြစ်လို့ APU မှာမြန်မာကျောင်းသားတွေတော်တော်များလာပြီပေါ့နော်အခုဆိုလို့ရှိရင်ဒုတိယအများဆုံးတော့ကြာတယ်ပေါ့ဆိုတော့ maybe ပထမအများဆုံးတော့ဖြစ်နေမလားမသိဘူးအခုဒီတစ်ခေါက်ရောက်လာတဲ့ခေါ်ဟိုင်းနေတဲ့ junior တွေပါပေါင်းလိုက်မယ်ဆိုတော့အများဆုံးတော့ဖြစ်နေတယ်ပေါ့နော်အဲ့လိုဆိုတော့လွယ်ပြည့် community ကကြီးရဖြစ်တဲ့အတွက်ကြောင့်အရင်စိတ်ပူကြတော့မလို့ပေါ့နော်အဲ့လိုဒီခုလိုရဆိုလို့ရှိရင်ကူညီပေးမဲ့သူတွေလည်းရှိရဲပြီးတော့ညီမတို့ဒီ team ဆိုလည်းဘယ်လိုပဲဖြစ်မြန်မာကျောင်းသားတွေအတွက်အဓိက supporting ပေးနေတဲ့ team ဆိုတော့ညီမတို့ကလည်းအတင်းကူညီပေးဖို့အတင်းရှိနေပါတယ်လို့ဟုတ်အဲ့ဆိုတော့ဆက်ပြီးတော့မျိုးစင်နေနဲ့တစ်ချက်လောက်ပြပြပေးပါဟုတ်ကဲ့ဒီ application နဲ့ပတ်သက်တာတွေကတော်တော်များများပြောပြီးကြပြီဆိုတော့ဆက်ပြောချင်တာတော့ဒီဂျပန်ဒီရော AP မှာကျောင်းတက်ဖို့စဉ်းစားထားဂျပန်ကိုလာဖို့စဉ်းစားထားဆိုတော့ကျွန်တော်အနေနဲ့တော့ဒီဂျပန်စာသင်လာဖို့ recommend နေတယ်ပေါ့နော်ဟုတ်ဂျပန်တွေကဒီဂျပန်စကားပဲသုံးတာပေါ့နော်ဂျပန်ကတော့တခြားဘာမှမပြောဘူးအဲ့တော့ဒီ university မှာရှိရဒီတက္ကသိုလ်မှာရှိရ communication ကတော့ဒီမှာဒီ international communication ပေါ့နော်ဒီတိုင်းအင်္ဂလိပ်နဲ့စကားပြောလို့ရတယ်ပြီးမှဒီရုံးစာအရာအားလုံးကအင်္ဂလိပ်လိုအဆင်ပြေပေမဲ့ကျွန်တော်ဒီတက္ကသိုလ်ကနေပြီးတော့ထွက်ပြီးတော့အပြင်ဆင်းပြီးဆိုတာနဲ့ကျွန်တော်ဒီပတ်ဝန်းကျင်အလုံးကကွာခြားတယ်ပေါ့နော်
အဲ့တော့သုံးတဲ့ language ကဂျပန်နဲ့လုံးဝဂျပန်တီးတံပဲသုံးတာဖြစ်တဲ့အတွက်ဂျပန်စကားကိုအများကြီးမဟုတ်ရင်တော့မှထမင်းစားရည်တော့နားလည်ရင်တော့ကိုယ့်ရဲ့ဘဝပို့ပြီးတော့ချောချောမွေ့မွေ့ဖြစ်နိုင်မယ်လို့ထင်ပါတယ်ဟုတ်လို့ဒီစားရဆိုင်လောက်ရတဲ့ကိစ္စကြီးရှိရဲတခြားတော့ဒီနောက်ပြီးတော့ဘိုက်တို့ပေါ့နော်ဘိုက်တို့ရဖို့ဆိုတာလေဂျပန်စကားနည်းနည်းလေးတော့နားလည်ပါပေါ့နော်ဒီလုံးဝတစ်လုံးမှနားမလည်တော့ဘလို့မှဘိုက်တို့ကဒီမှာမရတော့ဘူးပေါ့နော်အဲ့တော့ဘလို့ဖြစ်ဒီရောက်ရင်လည်းတင်ရမှာမှန်ပေမဲ့လေဒါပေမဲ့ကိုကြိုပြီးတော့လေ့လာထားမယ်ဒီက class ကနည်းနည်းလေး intensive ဖြစ်တယ်ပေါ့နော်ကြိုပြီးတော့လေ့လာထားရင်ကိုတော့ပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်အဲ့ဒီတစ်ချက်လေးကိုတော့တကယ်လေး recommend နေတယ်ပေါ့နော်ဂျပန်စာကိုပို့ပြီးကြိုပြီးလေ့လာအနည်းဆုံးတော့ဒီသမင်းစားရည်တော့ hi ဝါကာရီမာရှာလာဖြစ်တာတော့အဆင်ပြေမယ်လို့တော့ထင်ပါတယ်ခင်ဗျဟုတ်အဲဒီနောက်တစ်ခုကတော့ဒီတယောက်တည်းဒီကျောင်းလာတက်မှာဖြစ်တဲ့အတွက်ကို view site တက်ဖို့အတွက်ပေါ့နော်ဒီမြန်မာနိုင်ငံမှာဘယ်လိုဖြစ်ကျွန်တော်အားလုံးနေတဲ့ဒီပတ်ဝန်းကျင်အတည်အတိုင်းပဲမိဘအကုန်လုံးလုပ်ပေးပြီးပြအားလုံးကဒီကိုတော့ကတော်တော်လေးကအဆင်သင့်ဖြစ်နေတာများပေါ့ဒီမှာကျတော့ကိုတယောက်တည်းနေရတာများတဲ့အတွက်ဒီကိုတယောက်တည်းနေတဲ့အခါမှာဘယ်လို view site ရမလဲအဲ့ဒါမျိုးစဉ်းစားတတ်ဖို့နော်အဲ့ဒါပါပဲခင်ဗျ okay ဒီသူကမျိုးစင်နဲ့လည်းဒီမျိုးစင်ကတော့ဒီက lifestyle ပေါ့နော်အဲ့လိုဒီက living style နဲ့ပတ်သက်ပြီးတော့ဒီကပြောသွားတယ်လို့ထင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့တကယ်လည်းမျိုးစင်ပြောတဲ့အတိုင်းပဲဂျပန်သားလူတယ်ပေါ့နော်အဲ့လိုဖတ်တတ်တာရေးတတ်တာခဏထားအောင်ပေါ့နော်အဲ့လိုစရောက်လာပြီဆိုရင်ကြတော့သမင်းသားတွေတောင်းနားလည်နေရမယ်သူတို့လည်းပြန်ပြောနေနိုင်ရမယ်ပေါ့နော်အဲ့လိုကိုကလောနှုတ်ကလည်းရင်းနေရမယ်ပေါ့နော်အဲ့လိုသူတို့ပြောတာကိုလည်းနားလည်ရမယ်ပြန်ပြီး response လည်းလုပ်နိုင်လောက်တဲ့အနေထားလောက်ထိတင်လာရင်တော့ပို့ပြီးတော့ကိုယ့်ဘဝလေးကလည်းပို့ပြီးတော့လွယ်ကူနေမယ်ထင်တယ်ပေါ့နော်ဆက်တိုက်ရောက်တော့အဲ့လိုlanguage barrier ပေါ့နော်အရင် gap ကြီးကိုအရင်မခံစားချင်ဘူးဆိုလို့ရှိရင်တော့ဆက်ချင်းမှာဂျပန်စာသင်လာဖို့ကတော့အကုန်လုံးတကယ် recommend လုပ်တဲ့အရာပါလို့အဲ့ဆိုရင်တော့အချိန်လေးနဲ့နည်းနည်းလင့်လာပြီပေါ့နော် Q&A session လေးလည်းထားချင်တာဖြစ်တဲ့အတွက်ကြောင့်အခုကြံနေတဲ့10မိနစ်မှာညီမတို့ဒီ chat ထဲမှာမေးထားတဲ့မိကုန်းလေးတွေကိုတစ်ချက်လောက်ပါဖြေခိုင်းစေတယ်ပေါ့နော်ဒီနေ့ရောက်အဲ့တော့ပထမဆုံးပို့ပါမိကုန်းလေးနဲ့ပဲစလိုက်မယ်ပေါ့နော်အဲ့တော့ဒီ AP မှာဆိုလို့ရှိရင်တဲ့ကျောင်းသူကျောင်းသားတွေပေါ့နော်အဲ့လိုစုစည်းကြတဲ့ gathering event လိုပုံစံမျိုးရှိလားတဲ့ဘယ်လိုမျိုးထင်လဲဟုတ်ကြည့်မြန်လေးပြောပြပါဆိုတော့ရှိတယ်ပေါ့နော်အများလုံးလုံးတော့လက်ချိုးယူလို့တော့ပွဲမသွားနိုင်လောက်ပြီပွဲကြတဲ့လူတွေဆိုတော့ AP ကအရင်အဆင်ပြေရပေါ့နော်ဆိုတော့တခြားမပြောနဲ့ပေါ့နော်ဒီမြန်မာကျောင်းသားတွေတည်တံ့အတွက်တောင်မှဟိုလိုရောက်ချင်းပေါ့နော်မြန်မာကျောင်းသားတွေလာတဲ့ခါကျရင်ညီမတို့ကမြန်မာရိုးရာဒလေးထုံးစံမပြတ် pressure welcome လို့ခေါ်ရပေါ့နော်ဒီမှာ pressure welcome လို့မခေါ်ပါဘူး welcome event တစ်ခုခုလုပ်ပေးရပေါ့နော်ဆိုတော့ကျောင်းသားတွေဒီမြန်မာကျောင်းသားတွေ APU နဲ့ adjust ဖြစ်သွားအောင်လို့နောက်ဒီသူတို့မေးချင်တာသိချင်တာတွေသူတို့ဒီက networking လုပ်လို့ရအောင်ပေါ့နော်ဆိုတော့မြန်မာ gathering event တွေလုပ်ပေးပါဒါမြန်မာကျောင်းသားတွေဒါကမြန်မာပွဲမဟုတ်တဲ့တခြား international ပွဲတွေလည်းအများကြီးပေါ့နော်ဥပမာကိုနေရဲ့အဆောင်မှာဒီလို event တွေလို့AP house event တွေလို့စုံမဲပေါ့နော်ကျောင်းကအများဆုံးတော့ပျော်ပွဲရှင်ပွဲလို့ထင်တယ်ပေါ့နော်ဆိုတော့ကျောင်းမှာတော့ networking ကတော့ကိုလုံးလို့တို့ပေါ့နော်တကယ်ချင်းတွေအများကြီးရနိုင်တယ်လို့တော့ထင်ပါတယ်ဟုတ်အဲ့ဆိုတော့ဒါကတော့ networking နဲ့ပတ်သက်တာပေါ့နော်ပြီးတော့နောက်တစ်ခုကကြတော့သူကဒီ Japanese track နဲ့တဲ့ English track မှာတဲ့ဘယ်ပိုင်းက scholarship ရတဲ့ percentage ပုံများမလဲမသိဘူးလေဆိုပြီးတော့လို့ပေးထားတာရှိတယ်ပေါ့နော်အဲ့ဒါကိုမျိုးစင်တွေဘယ်လိုထင်လဲမသိဒီကြားရတော့ဒီ English track ကတော့ပို့ပြီးတော့ chance နေတာပါဆိုတော့Japanese track နဲ့ရှောင်းရင်ကြတော့အရန်ကြီးပေါ့နော်မလွယ်ဘူးလို့တော့ပြောရင်နောက်ပြီးတော့ဒီကျောင်းဘက်ကဒီ office ဘက်ကနေပြီးတော့ recommend တာတော့ English track နဲ့ရှောက်ဖို့ပို့ပြီးတော့ recommend ဆိုတော့ဂျပန်နဲ့သင်ရတာကျွန်တော်အနေနဲ့တော်တော်လေးဟိုခက်ခဲလို့တင်တယ်ဗျဂျပန်စကားပြောတော့တော်တော်ခက်ခဲနေတာပေါ့နော်ကျွန်တော်အနေနဲ့ဂျပန်လိုစာသင်ဖို့ဆိုတာတော်တော် English track နဲ့ဆိုရင်တော့ပို့ပြီးတော့ scholarship chance ကပိုများတယ်လို့ထင်တယ်ပေါ့နော်ဟုတ်ဟုတ်မျိုးစင်ပြောသားလို့ပဲပေါ့နော်သူတို့ကဘယ်လိုပဲဖြစ်လို့ international student နဲ့ domestic student မှာက international students တွေကိုပို့ပြီးတော့ဘယ်လို scholar ပေးရပိုများရပါတော့အဲ့တော့ပြောရမယ်ဆိုတော့ English track ပေါ့နော်အဲ့ဘက်ကို scholarship ပေးရပိုများတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဘက်ကတော့ပိုများမယ်လို့ညီမတို့ထင်ပါတယ်ဟုတ်ပြီးတော့နောက်တစ်ခုကကြတော့သူကဒီ Korean GED လုပ်နေတာတဲ့ကျွန်တော်ကအခု GED လုပ်နေတာပါတဲ့မြန်မာကျောင်း12တန်းလည်းပြီးထားဘူးတဲ့နောက်နှစ်October intake language school နဲ့တော့တဲ့လာဖို့ပြင်ထားတယ်တဲ့မြင်ချင်တာကတကယ်လို့ English track နဲ့တဲ့Japan English track နဲ့မဟုတ်ဘဲနဲ့ Japanese track နဲ့တက်မယ်ဆိုလို့ရှိရင် GED plus EJU ပဲဆိုအဆင်ပြေနိုင်မလားဗျEJU နဲ့တော့ရှောက်လို့ရတယ်ပေါ့နော်ဒီ examination Japanese တွေဒါ12တန်းအတွက်သတ်မှတ်ထားတာဆိုတော့ EJU ရှိရင်တော့အဆင်ပြေပါတကယ်လို့ကိုယ်မှာတွဲရ application မရှိဘူးဆိုရင်ဒါပေမဲ့ EJU ကတော့ require subject ရှိတယ်ပေါ့နော်အဲ့ဒါကိုတော့တစ်ချက်စစ်လို့ရပေါ့နော်အဲ့ဒါနဲ့ဆိုရင်တော့ရှောက်လို့အဆင်ပြေလို့ထင်ပါတယ်ဟုတ်အဲ့တော့မျိုးစင်ပြောလို့ပဲပေါ့နော်သူတို့အဲ့လို Japanese track နဲ့ရှောက်မယ်ဆိုလို့ရှိရင်ဒါဘယ်လိုပဲဖြစ်လို့တောင်းတာရနေများရပေါ့နော်အဲ့လို English track လိုမျိုးတော့အဲ့လို GED နဲ့ရတယ်အဲ့လို12တန်းနဲ့ရတယ်ဆိုတဲ့ဟာမျိုးမဟုတ်ဘူးပေါ့နော်အဲ့လိုသူတို့ဘက်ကနေပြီးတော့ဂျပန်စာနဲ့တကယ်သင်နိုင်တာဟုတ်ရဲ့လားဆိုတဲ့ဟာကိုစစ်တာဖြစ်တဲ့အတွက်ကြောင့်အဲ့လို Japanese အဲ့လို language tax ပြင်အောင်မှအဲ့လို EJU ဟာမျိုးကိုလည်းတောင်းတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီဟာကြီးပြင်ထားရင်တော့ရပါတယ်လို့မဟုတ်ရင်တော့ English track ကတော့ recommend ပါတယ်
ပြီးတော့နောက်တစ်ခုကတစ်စိတ်လောက်တဲ့မိခွင့်ပြုပါခင်ဗျာကျွန်တော် English track 6မှာမဟုတ်လို့တဲ့IE ရဲ့ DS band score ကတဲ့ admission နဲ့ scholarship ပေါ်ဘယ်လောက်ထိတက်ရောက်လဲမေးချင်တာတဲ့ဘာလို့ဆိုတော့ကျွန်တော် over score 6.5ပဲရထားလို့တဲ့ပြီးတော့နည်းနည်းကျောင်းဝင်ခွင့်နဲ့ scholarship ပေါ်တက်ရောက်မှုစိုးရင်လို့တဲ့နောက်ထပ်မေးချင်တာကတဲ့ကျွန်တော်နောက်လာတဲ့လက်လျှောက်ရမှာဆိုတော့စာရေးစာရင်းဖြစ်ရမှာလေးတဲ့အကျဉ်းတော်ဝင်မရှိရမလို့ဒီကအကိုတွေမကြီးလောက်ခဲ့တာပဲပြလို့ရမလားတဲ့ဆိုတော့ major ရင်းနဲ့ဆက်ပြလို့ရမှာမေးချင်တာတဲ့အဲ့လို IELTS band score ကိုယ့်ရဲ့ scholarship ပုံမူတည်နိုင်လားပေါ့နော်တက်ရောက်မှုရှိနိုင်မလားပေါ့ပြီးတော့အဲ့လိုကိုတော့ကဘယ်လိုပြီးခဲ့လဲဆိုတဲ့တွေ့ကြုံနေနေပါပါဟုတ်ဆိုတော့ခုနပြော IELTS 6.5ကမနေ့ပေါ့နော်ဘာလို့လဲဆိုတော့အမားတို့ကိုဒီ APU website မှာလည်းရေးထားတာရှိတယ်သူတို့ minimum requirement သတ်မှတ်ထားရှိရပါတော့ဆိုတော့ကိုကအဲ့ဒါကိုပြည့်မီရဆိုလို့ရှိရင်အမားတို့ qualify ဖြစ်ပြီးသားပေါ့နော်ခုနပြောလို့ဒီ band score စုညံလည်းရှိမှပြောခဲ့တယ် band score တခုလေးပဲအမားတို့ကကြည့်ရမှာမဟုတ်ဘူးတကယ်လို့အမားဆိုလည်းအမားရဲ့ဒီ transcript ဘိုင်းကအရင် strong ဖြစ်ခဲ့တယ်မပါဘူးပေါ့နော်ဒါပေမဲ့ခုနပြောလို့ကိုကကျန်တဲ့ဘိုင်းနေနဲ့အဖြေလို့ရတယ်ဆိုတော့ကို့မှာဘယ်ဘိုင်းနေမှာအားတာချက်ရှိနေလဲပေါ့နော်ခုနပြောလို့အပြင်မှာ extracurricular activity တွေလုပ်ထားတာနောက်တစ်ခုက working experience ချုပ်ဆိုလို့ရှိရင်လည်းဒါမှာ gap year ကြီးရယ်ပေါ့နော်ဆိုတော့အမတော်ကဆိုလို့ရှိရင်လည်းဒီ gap year မှာအလုပ်လုပ်ခဲ့တဲ့ working experience တွေထည့်ပြီးတော့ mention လုပ်ခဲ့တာမျိုးတွေနောက်တစ်ခုကအစားရှိတဲ့ပြင်ပေါ့နော်ကိုယ့်ရဲ့application ကို strong ဖြစ်နိုင်မဲ့ document တွေအကုန်လုံး recommendation တွေကအစဒီ certificate တွေအစုံပေါ့နော်ဆိုတော့အဲ့ဒါတွေအကုန်လုံးကိုကတေချာလေးပြနိုင်မယ်ဆိုလို့ရှိရင်တော့အများကြီးစိတ်ကူစရာမလိုဘူးပေါ့နော်ဆိုတော့ဟုတ်ကျေးဇူးပါလို့အဲ့တော့ဒီ major ကြီးပြောသွားသလိုပဲပေါ့နော်အဲ့လိုဒီ IELTS တစ်ခုတည်းကြည့်ရမဟုတ်ဘူးပေါ့နော်အဲ့လိုကျန်တဲ့ကိုယ့်ရဲ့ကို society မှာဘယ်လို contribute လုပ်ထားလဲဘယ်လို volunteer experience တွေရှိလဲဘယ်လို extracurricular တွေမှာပါထားလဲပေါ့နော်အဲ့လိုဟာကြီးကြည့်ရဖြစ်တဲ့အတွက်ကြောင့်တခြားဟာတွေဖြစ်နေတယ်ဆိုတော့ရှင်တော့ဒါစိတ်ပူကြလို့ပေါ့နော်ဟုတ်ပြီးတော့နောက်တစ်ခုကကြတော့ဒီအကယ်၍တဲ့သူကဒီ what if I drop out university after completing the first semester of my first year တဲ့ how do I fill out the form နဲ့အဲ့တော့သူကပြောမယ်ဆိုတော့ first year မှာ first semester တက်ထားပြီးပြီပေါ့နော်အဲ့လိုမျိုးဒါပေမဲ့အဲ့ဒီဟာကိုထည့်ရအောင်လားမထည့်ရအောင်လားဆိုတဲ့ဟာမျိုးကျွန်တော်တို့ကလည်းဒီတိုင်းမှာကျွန်တော်တို့ဒီ second year ကျွန်တော်ပေါ့နော်တက် semester 3ခုတက်ခဲ့ရပါတော့အဲ့တော့ဘာလို့လဲဆိုတော့ကျွန်တော် additional document တွေနဲ့ပဲထည့်ချလို့ရရပေါ့နော်နည်းနည်း impact ကတော့ရှိမရှိတော့အရင်ကြီးမသိပေမဲ့ဒါဘယ်လိုပဲဖြစ်10တဲ့အောင်နာထက်တော့ပေါ့နော် university education ပြီးထားရဆိုတာသူတို့အသိပေးလို့ရပါအဲ့သဘောတော့လုပ်လို့ရတယ်ခင်ဗျဟုတ်အဲ့တော့ထည့်ချလို့ရရတယ်ဒါပေမဲ့လိုလားဆိုရင်တော့မလိုပါဘူးခင်ဗျ10တဲ့အောင်နာ10တဲ့ပဲချလို့ရပါတယ်အဲ့ဒါပဲချက်ကြည့်ရစေဟုတ်အခုမျိုးစင်ပြောလို့ပဲပေါ့နော်ဒါကြီးကအဲ့လိုဖြစ်ရမယ်လို့တော့မဟုတ်ဘူးဘာလို့တချို့တွေကကြတော့လေ transcript ကတောင်းလို့ရတာရှိရင်မရတာရှိရင်ပေါ့နော်တချို့ကြောင့်နေကြတော့လေပေးရရှိရင်မပေးရရှိရင်အဲ့လိုမျိုးဆိုတော့ကိုပြီးတော့အဲ့လို first semester ပဲလေပြီးထားတာဖြစ်တဲ့အတွက်ကြောင့် maybe တချို့ဆိုစာမွေးတောင်ဖြေလိုက်ရမှာမဟုတ်ဘူးပေါ့အဲ့လိုပုံစံမျိုးဆိုတော့ transcript ကတောင်းလို့ရတဲ့အနေအထားမျိုးလည်းရှိမယ်တောင်းလို့မရတဲ့အနေအထားမျိုးလည်းရှိမယ်ကိုက okay တောင်းလို့ရတယ်ဆိုလို့ရှိရင်တော့ additional documents အနေနဲ့ထည့်လိုက်တာကမမှားဘူးပေါ့နော်ဒါပေမဲ့အဲ့ဒီမှာကဘယ်လိုအမှတ်ရနိုင်လဲဆိုတော့သူတို့ကကိစ္စမရှိပါဘူးလို့အဲ့လိုကိုက transcript ကြီးမှာစာမွေးဖြေထားရဲ transcript လည်းရပြီဒါပေမဲ့အမှတ်ကြီးနည်းနေထည့်လို့အဆင်ပြေပါမလားဆိုတော့အဲ့ဒါကိစ္စမရှိပါဘူးလို့ပြောဆိုတော့အဲ့ဒီဟာကိုကြည့်ပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့် additional document အနေနဲ့ကိုက university education အထိရောရောက်ထားရဲဆိုတဲ့အကြောင်းကိုပြထားခြင်းနဲ့ဆိုတော့အဲ့ဒါကတော့ additional အနေနဲ့ထည့်လို့ရပါတယ်ဟုတ်ပြီးတော့နောက်တစ်ခုကကြတော့တော်တော်များများကြတော့အဲ့လိုမေးထားတဲ့မေးခွန်းတွေမှာဆိုလို့ရှိရင်အဲ့လို10တန်း9တန်းအဲ့လို transcript လိုလားပေါ့နော်။ဘာလဲဆိုတော့တချို့တွေကကြတော့လေအဲ့လိုခုနကအမားတို့ပြောခဲ့တဲ့မှာတော့ပါမယ်ချင်းတယ်ပေါ့နော်။တချို့ကြတော့လေ6တန်း9တန်းအပြီးနဲ့ GD တန်းလျှောက်ကြတဲ့သူမျိုးရှိရပေါ့နော်။အဲ့ဒါတော့ကကြတော့အမားအနေနဲ့ဖြေပေးရမယ်ဆိုလို့ရှိရင်တော့အဲ့လိုကိုက6တန်း9တန်းပြီးရလို့ GD တန်းလျှောက်မယ်ဆိုတော့ GD တခုရင်းနဲ့ရရပေါ့နော်။အဲ့လိုကိုက10တန်း9တန်းလည်းမရလိုက်တာဖြစ်တဲ့အတွက်ကြောင့်10တန်း9တန်း transcript ကြီးကိုမရလို့လျှောက်လို့မရအောင်လားဆိုတော့မဟုတ်ဘူးပေါ့နော်။လျှောက်လို့ရပါတယ်လို့ဒီတိုင်းအဲ့လိုကိုကြီးတွေရှိတဲ့ကြီးတွေအမှန်နဲ့ရှောက်လိုက်လို့ရတယ်ချင်းတိုင်းကိုရရှိလို့ရမယ်လို့မဟုတ်ဘူးပေါ့နော်အဲ့ဒါလည်း case တစ်ခုနောက်တစ်ခုကကြတော့အဲ့လိုတချို့တွေကကြတော့အဲ့လို10တန်းပြီးထားပြီးပြီဒါပေမဲ့တစ်ခါလေကြာလို့ရှိရင်ကြတော့အဲ့လို10တန်း9တန်းအမှတ်တွေပြန်တောင်းလို့မရတာတွေရှိရပေါ့နော်အဲ့လိုခါမျိုးကြာလို့ရှိရင်လည်းတင်လဲဘာမှတော့မဖြစ်ဘူးပေါ့နော်ဒါပေမဲ့ကိုယ့်ဘက်ကအခြေအနေကိုတော့သူတို့ကတော့အဲ့လို10တန်းထိပြီးရပါညာဆိုတော့တောင်းလိုက်တာတော့ပိုကောင်းတယ်လို့ပြောရပေါ့နော်ဒါပေမဲ့ကိုယ့်ဘက်ကအခြေအနေကကိုတောင်းလို့အဆင်မပြေဘူးဟိုဘက်ကလည်းအဲ့လိုထုတ်ပေးဖို့နည်းနည်းကြန့်ကြာနေကို application ပေးရနေရလဲအရန်ခီးခီးဖြစ်နေရပေါ့နော်အရန်အဲ့လိုအရန် rush နေရတယ်ဆိုလို့ရှိရင်တော့ကိုယ့်ဘက်ကအကျိုးအကြောင်းဒီအကြောင်းဘက်ကိုမေးပို့ပြီးတော့ပဲဖြစ်ပေါ့နော်ဟုတ်ပြီရှင်းတန်းကိုရန် transcript လုပ်ရဲဆိုပေမဲ့ဒီဘက်ကအကြောင်းဘက်ကကျတော့ထုတ်ပေးဖို့နည်းနည်းကြန့်ကြာနေ application မပြီးမှကြောက်တယ်ဘာညာနဲ့ကိုယ့်ဘက်ကအခြေအနေကိုနည်းနည်းအဲ့လိုရေးပြီးတော့ email ပို့လိုက်ရင်တော့ပို့အဆင်ပြေပေါ့နော်အဲ့တော့လုံးဝကြီးရှင်းတန်းကိုရန်အမှတ်မရှိရနဲ့ရှောက်လို့မရတဲ့ပုံစံမျိုးတော့မဟုတ်ပါဘူးလို့ဒါထည့်ရင်တော့ကောင်းတယ်မထည့်လို့မရှိလို့မရလို့အဲ့လိုထုတ်လို့အဆင်မပြေဘူးဆိုလို့ရှိရင်ကိုယ့်ဘက်ကအခြေအနေကိုအကြောင်းမေးပို့ပြီးတော့ပြလိုက်တာကောင်းတယ်ပေါ့နော်
ပြီးတော့နောက်တစ်ခုကကြတော့ဒီတော့ working experience နဲ့ပတ်သက်ပြီးမေးထားတာပေါ့နော်အဲ့တော့တချို့ရကြကြားမှာ gap year လည်းရှိကောင်းရှိနိုင်တယ်ပေါ့နော်ဘာလို့ညီမတို့ကလည်း gap year ရှိခဲ့ရဆိုတော့တက္ကသိုလ်တက်ခဲ့ရတက္ကသိုလ်တက်ခဲ့ဆိုရင်တက္ကသိုလ်တက်တဲ့အချိန်နဲ့ဒီဘက်က university ကိုရှောက်တဲ့အချိန်နဲ့ကြားမှာဘယ်လိုဖြစ် gap year 2 နှစ်လောက်ရှိခဲ့ရမလဲဆိုတော့အဲ့ကြားမှာလည်း working experience တွေရှိကောင်းရှိရမယ်ပေါ့နော်အဲ့တော့သူတို့က working experience ကတော့အရေးပါတာတဲ့အဲ့ဒါကိုမချင်ဘူးတစ်ချက်လောက်ပြပြပေးပြ ဟုတ်အမအတွက်ကကျတော့အမက gap year ကကြားထဲမှာ3နှစ်လောက်ဖြစ်သွားတာပေါ့နော်ပြီးတော့နောက်တစ်ခုကမြန်မာနိုင်ငံမှာအမ final first semester ပြီးခဲ့ပြီးမှဒီမှာပြန်ပြီးတော့first year apply လုပ်တာဆိုတော့အမ application ပြင်တော့ကတော့ကျောင်းတော့ဟာတွေပြင်ဒီ working experience ကိုလည်းတခြားလေး highlight လုပ်ပြီးတော့ပြခဲ့တယ်ပေါ့နော်အကယ်၍များဒါကတော့တယောက်ချင်းစီရဲ့ situation ပုံမူတည်နေတယ်ပေါ့အကယ်လို့ကိုကအကျောင်းမှာရင်း extracurricular မရှိခဲ့ဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့ working experience မှာကိုလုပ်ခဲ့တဲ့ program နဲ့ပတ်သက်တာတွေဖြစ်ဖြစ်အဲ့ဒါတွေကိုအဓိက highlight လုပ်ပြီးတော့ပြလို့ရတယ်အဓိကအမားတို့ရှေ့မှာပြောခဲ့သလိုပဲကိုလုပ်ခဲ့တဲ့ experience အကုန်လုံးကဒီ APU ကိုဘယ်လို contribute လုပ်မလဲသူတို့ရဲ့ patient mission နဲ့ဘယ်လို align ဖြစ်လဲဆိုတာကိုတခြားလေးstory စောင့်နိုင်မယ်connect လုပ်နိုင်မယ်ဆိုရင်ကြတော့ chance ကအဲ့ပုံမှာပဲအများကြီးစကားပြောရတာဆိုတော့လေအမားတော့လို့ပဲအမပြောလို့ပဲပေါ့နော်ဒီဘယ်လိုပဲဖြစ်ဖြစ်သူတို့က working experience ကြီးလည်းကြည်ရပဲဆိုတော့လေထည့်လိုက်ရင်တော့ပိုကောင်းပါတယ်လို့အဲ့တော့ဒီနောက်ဆုံးတစ်ခုအနေနဲ့ကကြတော့အချိန်လေးလေးရှင်းနိုင်ရတော့ခွဲပြီပေါ့နော်ဒါပေမဲ့နောက်ဆုံးမိကုန်းတစ်ခုအနေနဲ့မေးချင်တာကြတော့အဲ့လိုဒီမှာမေးထားတာကသူကဘယ်လို round ကိုစောစောရှောက်ရင်းနဲ့ scholarship များ percentage များရဲဆိုတာဟုတ်လားအဲ့ဒါတော်တော်လေးကိုညီမတို့လည်းအမေးများတယ်မိကုန်းပေါ့ညီမတို့လည်းအဲ့လိုမိကုန်းကတော့webinar လုပ်တိုင်းလည်းရတယ်ပေါ့နော်အဲ့နဲ့ပတ်သက်ပြီးတော့အချက်လောက်စုမြတ်အနေနဲ့ဖြည့်ချင်ပြီးပြောပြပေးပြရအောင် ဆိုတော့လေအဲ့ဟိုဟာကအမတို့လျှောက်ထဲရပေါ့အဲ့လိုမျိုးစောစောလျှောက်ဒါပေမဲ့ကျောင်းဘက်ကလည်းစောစောလျှောက်လို့ recommend တယ်ပေါ့နော်ဒါပေမဲ့ကျောင်းဘက်ကစောစောလျှောက်ခိုင်းတဲ့အကြောင်းပြချက်ကတော့ဒီတိုင်း COE မြင်အောင်ထင်တယ်ပေါ့နော်ဆိုစောစောလျှောက်တာရဲ့အကျိုးကျေးဇူးကဘာလဲဆို COE ကသူများတက်ဆိုင်အရင်မပူရဘူးအကြပါလားစောကြရပေါ့နော်ဆိုတော့ scholarship percentage ကတော့အရင်တော့ affect ဖြစ်တယ်လို့ပြောလို့မရဘူးပေါ့နော်မဖြစ်ဘူးလို့ထင်တယ်ပေါ့ဘာလို့ဆိုတော့အမလုံးက round 2လျှောက်တယ်ဒါပေမဲ့အဲ့လိုပဲထင်ပြီးစောစောရှောက်ရတယ်ပေါ့နော်ဒါပေမဲ့ရတဲ့ percentage ကဒီလောက်ပေါ့ဥပမာပေါ့ဒါပေမဲ့မျိုးစင်က final round မှာထင်တယ်နော် final extended round မှာရှောက်တယ်ဒါပေမဲ့နှစ်လုံးရ scholarship ကတူပဲပေါ့နော်ဆိုတော့scholarship percentage နဲ့ round တွေကမဆိုင်ဘူးလို့တော့ထင်တယ်ပေါ့နော်အဓိကခုနပြောကိုယ့်ရဲ့ qualification တွေကိုဘယ်လောက်လောက်ထားတယ်ပေါ့နော်ကိုယ့်ရဲ့အမှတ်တွေဒါတွေနဲ့ပဲဆိုင်တယ်လို့ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့အရင်တော့ကတ်သွားလျှောက်တာမျိုးတော့မလုပ်နဲ့ပေါ့နော်ခုနပြောဒီမှာကျောင်းသားတအားများတာအတွက်ကြောင့်မို့သူတို့ကဥပမာအရှိမတအားကြီးပေးပြီးဝိုင်းရင်လို့ပါလို့ဖြစ်သွားမှာဆိုလို့ပေါ့နော်ဆိုဒါပေမဲ့အဲ့လိုကြီးတော့မရှိဘူးလို့တော့ထင်ပါတယ်ဟုတ်အဲ့ဆိုတော့ဒီနေ့အတွက်ကတော့ဒီလောက်ပဲဖြစ်မယ်ထင်တယ်ပေါ့နော်။ဘာလို့လဲဆိုတော့အချိန်လေးလည်းရောက်သွားပြီဆိုတော့ညီမတို့ကလည်းဒီ8 ခွဲအထိပဲဆိုတော့အဲ့တော့ဒီနေ့ပြောလိုက်တဲ့ content တွေထဲမှာအကုန်လုံးဒီရှောက်ဖို့စိတ်ဝင်စားနေတဲ့သူတွေအနေနဲ့သိကျင်တဲ့ content တွေပါသွားမယ်လို့မျှော်လင့်ပါတယ်လို့ညီမတို့လည်းဒါက general information ကို cover လုပ်ဖို့အတွက်လုပ်ပေးထားတဲ့ webinar လေးဆိုတော့ဒီကနေပြီးတော့ကိုယ့်အတွက်နည်းနည်းအသုံးဝင်တဲ့ information တွေရသွားမယ်လို့မျှော်လင့်ပါတယ်လို့အဲ့လိုတခြားညီမတို့ဘက်ကနေလို့အသေးစိတ်မပြောလိုက်နိုင်တဲ့ဟာတွေလည်းရှိကောင်းရှိမယ်ပေါ့နော်ဥပမာဘယ်လိုစားဆိုင်တွေကတော့အဓိကလိုတယ်အဲ့လိုတစ်ခုချင်းစီပေါ့နော်ဘာလို့ဆိုတော့ application portal မှာတော့ဘယ်လိုပဲဖြစ်ဖြစ်အဲ့လို tab တစ်ခုချင်းစီမှာအကုန်လုံးကလိုအပ်တဲ့ဒီစားဆိုင်တွေကရှိမှာဆိုတော့အဲ့ဒီမှာတစ်ချက်ကွက်ကို account ဝင်ပြီးတော့ဝင်ကြည့်ရင်တော့ပိုကောင်းတယ်ပေါ့နော်ပြီးရင်လည်း website မှာ application deadline နဲ့ပတ်သက်ပြီးတော့လည်း website ကိုတစ်ချက်လောက်တော့သွားကြည့်သိချင်ပါတယ်လို့အဲ့ဒါကတော့ recommend လုပ်ပါတယ်အဲ့တော့ဒီနေ့ webinar လေးကတော့ဒီလောက်ပါပဲလို့နောက်လာရင်မှလည်းညီမတို့အနေနဲ့ဒီလိုပုံစံတူ webinar လေးပေါ့နော်ဒီညီမတို့ရဲ့ experience တွေ share ရပဲဖြစ်ဖြစ်ဒီ application နဲ့ပတ်သက်ပြီးတော့ပြပြရပဲဖြစ်ဖြစ်webinar တွေလာဖို့ရှိရမို့လို့အဲ့နောက်လာရဲ့ webinar လေးတွေကိုလည်းတစ်ချက်လောက်စောင့်မျှော်ပေးကြပါအောင်လို့အဲ့တော့ဒီနေ့အကုန်လုံးတက်ရောက်ပြီးတဲ့အတွက်တကယ်ကိုကျေးဇူးတင်ပါတယ်လို့အချိန်ပေးပြီးတက်ရောက်ပြီးဟုတ်ကျေးဇူးပါတယ်ကျေးဇူးတင်ပါတယ်